Namo Tata Bhagavato Arahato Dhamma Sambuddhassa 2022 ခုနှစ်8 လပိုင်း17ကြာသပတေးနေ့ဇာမစင်ဆက်ခွန်ဒီနေ့သင်ကြားပို့ချမယ့်ဝါကျဌာနံခောပဏိတံဝါကျဘာဝါကျလဲဌာနံခောပဏိတံဝါကျဘုနေ့ကဘာဝါကျအဌာနမေတံနဝခါသောဒီနေ့ကဌာနံခောပဏိတံဟောအဌာနမေတ္တာနဝကတော်ဆိုတော့အခွင့်မဟုတ်ဘူးအကြောင်းမဟုတ်ဘူးထုံးစံမရှိဘူးလို့ပြောတယ်ဒီနေ့ဝါကြကတော့ထုံးစံပဲဖြစ်ရိုးဖြစ်စဉ်ပဲဖြစ်တတ်တာပဲဟုတ်လားမြန်မာပြန်လေးမှာတစ်ခုထပ်လိုက်ပါဖြစ်တတ်တာပဲထုံးစံပဲဖြစ်ရိုးဖြစ်စဉ်ပဲဖြစ်တတ်တာပဲအစဉ်လာပဲဒါကိုဌာနခောပဏိတံနဲ့သုံးတယ်အဲ့တော့မနေ့ကတို့ပြောခဲ့တဲ့မနေ့ကမဟုတ်ဟိုတစ်ပတ်ကပြောခဲ့တဲ့တနင်္ဂနွေနေ့ကပြောခဲ့တဲ့ဝါကြကအဌာနမေတ္တာနဝကသောယတ္တိတွေကဝါကြဒီနေ့ကပရိသေဒဗုဒ္ဓမပါတာဖြစ်တဲ့အတွက်ကြောင့်အနွားရဝါကြပေါ့နော်တနည်းအားအနွားရယတ္တိတွေကဒီနေရာမှာဗราဏမဟုတ်ဘူးသိဖို့အတွက်ကပါလဲဌာနံခောပဏိတံဝါကြအဲ့တော့ဌာနံခောပဏိတံပါပြီဆိုရင်နောက်ကသူနဲ့တွဲမှာကဝိဇ္ဇတိကရိယာအမြဲပါတယ်ဘာကရိယာလဲဝိဇ္ဇတိကရိယာအဌာနမေတံလို့ပါရင်နောက်ကတွဲတာဘာပါလဲဝိဇ္ဇတိကရိယာအနဝကသောဌာနံခောပဏိတံပါရင်နောက်ကဘာတွဲတယ်အဲ့ဒါအမြဲတမ်းမှတ်တာဟုတ်လားအဌာနမေတ္တာပါနဝကသောဆိုတာဗဇတ်ထဲတိုးနေရဟုတ်လားနှုတ်ထဲတိုးနေရဌာနခောပဏိတံပါရင်ဝိဇ္ဇတိဆိုတာနှုတ်ထဲမှာတိုးနေရမယ်ကဲဟုတ်ပြီသူ့ရဲ့စိတ်ကံချက်တွေကိုကြည့်ကြရအောင်နံပါတ်1ဌာနံခောစအနွယထာပအထက်နီအထက်တုန်းကပြောခဲ့တာအဌာနမေတ္တာဘယ်လိုထားခဲ့လဲအစမှထားတယ်မဟုတ်လားအဲဌာနံခောဆိုတဲ့ဝါကြကိုလည်းပဲအစားဆုံးမှာထားပါတဲ့နံပါတ်2ကဝိဇ္ဇတိတာကရိယာရှင်ကအမြဲမီအဌာနမေတ္တာနောကအနဝကသောအမြဲမိတွဲရှင်တွဲနေသလိုဌာနံခောစဌာနံခောပဏိတံဝါကြမှာလည်းပဲဝိဇ္ဇတိကရိယာအမြဲတမ်းရှင်ပြီးတော့ရေးပါနံပါတ်3ကယံအာကာရာနောက်ဝါကြမျောကထဲ့ရသည်အနောက်တဝါကြကြတော့ယံဥဆောင်တဲ့ဝါကြတဝါကြကိုရေးရမယ်အဲ့ဒါအာကာရဝါကြအချင်းရပြဝါကြဟုတ်လားထုံးစံပဲဘာကထုံးစံလဲဟုတ်လားနော်လူတွေမကောင်းပြောတတ်တာထုံးစံပဲဟုတ်လားဂုဏ်ရှိသူကိုကုဏဝန္တေပတ္တန္တိဇနာဆိုတာထုံးစံပဲပေါ့ဟုတ်လားဂုဏ်ရှိသူတွေကိုလူတွေမြင်လွယ်တာဟာထုံးစံပဲအဲ့တော့ထုံးစံပဲဆိုတဲ့စကားလုံးကဌာနံခောပဏိတံဝိဇ္ဇတိနောက်ကဂုဏ်ရှိသူတွေကိုမြင်လွယ်တတ်ကြတာဟာဘာလဲအဲ့ထုံးစံဆိုတဲ့စကားရဲ့အချင်းရပြဝါကြပဲဟုတ်လားခွေးကြိုက်တတ်တာထုံးစံပဲထုံးစံပဲဆိုတဲ့စကားရဲ့နောက်မှာခွေးကြိုက်ပုံကြိုက်နီးခွေးရဲ့သဘာဝအချင်းရာကိုပြတာနောက်ဝါကြမလားအဲ့ဒါကိုယံအာကာရနောက်ဝါကြမျောကထဲ့ရသည်ရင်းပုံများစွာအနက်မှာသင်လာထုံးစံသည်ဌာနခောပဏိတံဝိဇ္ဇတိကိုဘာသာပြန်မယ်ဆိုရင်ဒါထုံးစံပဲဒါဖြစ်တဲ့ဖြစ်ရိုးဖြစ်စဉ်ပဲဒါဖြစ်တတ်တဲ့သဘာဝပဲဒီလိုဘာသာပြန်ရမယ်ဟုတ်လားကဲဟုတ်မဟုတ်တို့ဥဒ္ဒဟရောဥဒ္ဒဟရဏထုတ်ဆောင်ရမယ်ပုံစံတွေပေါ့
နံပါတ်1ပုံစံကပါတယ်လေဆိုကြည့်ပါဌာနခောပဏိတံဝိဇ္ဇတိယံဒိတံပတိမိရင်းကြီးကာလင်္ကတိရာဇဗုဒ္ဓံအဘိသိဉ္စီယုံဘာပြောတာလဲအထယောဇနာကြည့်ရင်သိမယ်ဟုတ်လားကဲယောဇနာကြည့်သမောစောနိုင်တဲ့သူကဘယ်ဝကြရင်ယောဇနာမလဲဧတံနဲ့ယံနဲ့နှစ်ခုရှိတယ်ဟုတ်လားကဲဘယ်ဟာအနိယမလဲဘယ်ဟာအနိယမလဲယန္တရာတိုင်းနာအနိယမဘောအနိယမဝကြရင်ယောဇနာရမှာပဲဟုတ်လားအဲ့ဒီအနိယမယောဇနာရတာကိုပြန်ပြီးတော့ဆွဲမှာကနေမဝကြပဲဒါအနဲ့ယောဇနာတာပဲဟုတ်လားဒါဓမ္မစရိယတန်းရိုးရိုးဓမ္မစရိယတန်းတက်ခဲ့စဉ်ခါတော့အကုန်လုံးသိပြီးသားတွေဟုတ်လားကဲဘယ်လိုယောဇနာကြမလဲယန္တိတံပတိမိရိညေကလင်္ကတေရာဇဗုဒ္ဓံအဘိသိဉ္စီယုံဗုဒ္ဓကိုအရင်စစ်ကြည့်လိုက်ပါဒိတံပတိရိညေကရာဇကာလင်္ကတရာဇဗုဒ္ဓအဘိသိဉ္စီယုံဟုတ်လားဘာဖြစ်လို့ဒိတံပတိမိဖြစ်နေတာလဲဘာဖြစ်လို့ကာလင်္ကတိဖြစ်နေတာလဲဘာဖြစ်လို့ရိညေဖြစ်နေတာလဲဒါကိုရင်သိရမလဲဟုတ်လားဒိတံပတိမိဘာဝိပါလားရိညေဘာဝိပါလားကာလင်္ကတိဘာဝိပါလားဘာဖြစ်လို့အဲ့လိုသမိန်ကြီးရှောက်ဖြစ်နေတာလက္ခဏာဘုတ်ဟုတ်လားဗိနာဓိကရဏကာလင်္ကတကာလင်္ကတကာလင်္ကတဆိုတာပါကာလကတကာလဆိုတာသိတာကတဆိုတာပြုတာသူတို့ဆက်ပြောရရင်ဘာသာပြန်လိုက်ရင်ကာလင်္ကတဆိုတာသိတာအဲ့ကာလင်္ကတဆိုတဲ့သိခြင်းကရိယာရဲ့အဘိသိဉ္စီယုံဆိုတဲ့သုံးလောင်းခြင်းကရိယာရဲ့ကရိယာနှစ်ခုဒီဝကြမှာပြိုင်နေတယ်ပြိုင်နေတဲ့အခါမှာအဘိသိဉ္စီယုံသုံးလောင်းတယ်ဘယ်တော့ကသုံးလောင်းတာလဲအဘိသိဉ္စီယုံသုံးလောင်းတယ်ဆိုတာလည်းပဲအဘိသိကအဘိသိကိုသုံးလောင်းတာနော်အဘိသိသုံးလောင်းတယ်ဘယ်သူကိုသုံးလောင်းတာလဲရာဇဗုဒ္ဓဟုတ်ပြီဘယ်အချိန်ဘယ်ကာလဘယ်လိုဖြစ်မျိုးမှာသုံးလောင်းတာလဲသေခြင်းဟုတ်လားသေခြင်းဖြစ်ရအခါမှာမဟုတ်လားသေသည်ရှိတော့ဒါကြောင့်မလို့နောက်ကသုံးလောင်းခြင်းကရိယာကိုအမတ်တင်ညာတစ်ခုပြုလိုက်တယ်သေတဲ့အခါဘယ်လိုသေတာလဲဘယင်သေတာအဲ့သေခြင်းကရိယာကဘာလဲနောက်ကသုံးလောင်းခြင်းကရိယာကိုအမတ်တင်ကိစ္စပြုမနေဘူးလားဒါဆိုမှတ်သားကြောင်းပုတ်ဖြစ်မနေဘူးလားမှတ်သားတာပါလေလက္ခဏာဟုတ်လားအဲ့ဒါကိုကရိယာနှစ်ခုရှိတဲ့နေရာမှာသူ့ကိုလက္ခဏာကရိယာလို့ခေါ်တယ်ဘာကရိယာလဲပြောတယ်ခဏခဏပြောတယ်ဟုတ်လားပြောတယ်အဘိသိဉ္စီယုံသွန်းလောင်းကုန်ဤဘသူတွေကသွန်းလောင်းတာလဲဟမ်ဘယင်သုံးလောင်းလို့ရမလားဘယင်သေသွားပြီလေဘယ်လိုသုံးလောင်းတာမဲဆရာတွေပေါ့ပရောဟိတ်တွေပေါ့ဟုတ်လားမဲဆရာတွေပရောဟိတ်တွေပုံနာတွေကသွန်းလောင်းဒါဆိုသွန်းလောင်းတဲ့ကတ္တာသွန်းလောင်းတဲ့ကရိယာရဲ့ကတ္တာကပုံနာတွေသေတာကဘယ်လိုကတ္တာတူလားအဲ့ကရိယာနဲ့ကိုကတ္တမတူရင်ဘာလို့ပြောခဲ့လဲဗိနာဓိကရဏဟုတ်လားဗိနာအဓိကရဏ
အဲ့ကရိယာနှစ်ခုလုံးရဲ့တရားဟာတစ်ခုစီသွားဖြစ်နေတယ်ကွဲနေတာဖြစ်တဲ့အတွက်ကြောင့်ဘိဏတရားတွေကွဲနေတာဖြစ်တဲ့အတွက်ကြောင့်အဓိကရဏဘိဏအဓိကရဏအဲ့လိုဘိဏအဓိကရဏဖြစ်ရင်ဘိဏအဓိကရဏလက္ခဏာကရိယာမှာကာလဘာဝေသုဇသုတ်ဖြင့်ဘာသက်ပြရတတ္တမိဝိဘသက်ရတယ်အာဝိဘလည်းအဲ့တော့ကာလင်္ကတကရိယာမှာတတ္တမိဝိဘသက်လိုက်တဲ့အခါကျတော့ကာလင်္ကတဆိုတာကိကရိယာပုတ်ကာလင်္ကတကာလကရတတပစ္စည်းကာလင်္ကတဖြစ်တယ်ဟုတ်လားကိကရိယာဆိုတော့ကိတ်တိနံစင်းထဲမှာမပါဘူးလားကိတ်နံဒါဆိုသူ့ကိုဝိဘသက်တဲ့အခါကျတော့လက္ခဏာပုတ်လက္ခဏာကရိယာလည်းဖြစ်နေတဲ့အခါကျတော့သူ့မှာဘိဏာဓိကရဏလက္ခဏာပုတ်ဖြစ်တဲ့အတွက်ကြောင့်ဘာလို့တတမိဝါသက်ရမတမိဝါသက်ပြီးဘာလို့မလဲအေးပြတော့ကာလင်္ကတိမဖြစ်ဘူးလားဖြစ်တယ်အဲဒီတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကရိယာနှစ်ခုပြိုင်နေတဲ့နေရာမှာလက္ခဏာပုတ်ရဲ့ကာလင်္ကတကာလကတကာလသေးခြင်းကိုကတပြုတာဟုတ်လားဘယ်သူလဲသေတာလေးသေခြင်းကိုပြုတယ်ဆိုတာသေတာပြောတာဟာဒီလောက်ဝေးရတာဓမ္မစရိယဟမ်ဘယင်သေတာမဟုတ်လားဒါဆိုလို့ရှိရင်အဲ့ဒီကာလင်္ကတရဲ့လက္ခဏာဝန္တကတ္တသည်ဘယ်သူလဲဒိဋ္ဌံပတိလို့ခေါ်တဲ့ဘယင်ရာဇလို့ခေါ်တဲ့ဘယင်အဲ့တော့ဒိဋ္ဌံပတိရဲ့နောက်မှာသမိဝိဘသက်တယ်သမိဝိဘကိုမေ့ပြုတယ်ဒိဋ္ဌံပတိမိဖြစ်တဲ့ဟုတ်လားရာဇရဲ့နောက်မှာသမိဝိဘသက်တယ်သမိမိရိညေရာဇိနိသုံးတယ်ရိညေပြုတယ်ရိညေဖြစ်တယ်နော်အဲ့ဒီတော့လက္ခဏာဝန္တကတ္တပဲဖြစ်ဖြစ်လက္ခဏာဝန္တကံပဲဖြစ်ဖြစ်လက္ခဏာကရိယာနဲ့ဝိဘအတူတူထားရတယ်သဘောပေါက်ပြီလားခဏခဏပြောပါလို့မနေတော့ဘူးနော်ထားရတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာကြည့်လိုက်ဒိဋ္ဌံပရိမိရိညိဒိဋ္ဌံပရိဆိုတာဝိသေသနာပုရိညဆိုတာရာဇဒိဋ္ဌံပတိဆိုတာအယမျက်နာတို့ဤအရှင်သခင်ဒိဋ္ဌံပတိအယမျက်နာတို့ရဲ့အရှင်သခင်ဖြစ်သောရိညိမင်းကြီးသည်ကာလင်္ကတိသေသည်ရှိသောရာဇဗုဒ္ဓမင်းဤသားကိုအဘိသိဉ္စီယုအဘိသိသွန်လောင်းကုန်ရ၏ဆိုလိုတဲ့နေရာကိုတို့ကရောက်အောင်မသွားနိုင်ဘူးဟုတ်လားဒီအနက်ဘေးတာနဲ့ပတ်သက်လေဆိုလိုတာပါလေဘယင်သိရင်ဘယင်သားကိုအဘိသိသွန်လောင်းရတယ်သဘောပေါက်ပြီနော်အဲ့ဒီမှာဌာနခောပဏိတဝိဇ္ဇတိနဲ့ရေးတယ်ပြီးရင်ခုနကဒိဋ္ဌံပတ္တိမိရင်ရေကာလင်္ကတိအဘိသိဉ္စီယုံဆိုတဲ့ဝါကြကိုယံလေးထည့်လိုက်တယ်ဟုတ်ပြီလားသူအနက်ပေးတဲ့အခါကျတော့ဘယ်လိုပေးရလဲယံဘယ်လိုအကြောင်းကြောင့်အဘိသိသွန်းတာလဲထိုအကြောင်းဟာတဲ့လျော်တယ်ထိုအကြောင်းဟာထုံးစံပဲယံယေနဌာနေနာအကျင့်အကြောင်းကြောင့်နောက်မှဌာနကောပနေတာမတွေ့ဘူးလားအဲ့ဒါပြန်ဆွဲပြရမှာလေယံယေနဌာနေနာအကျင့်အကြောင်းကြောင့်ဒိဋ္ဌံပရိမိအယမျက်နာတို့အရှင်သခင်ဖြစ်သောရင်းကြီးမင်းကြီးဒီကာလင်္ကတိသေသည်ရှိသောရာဇဗုဒ္ဓမင်းဤသားကိုအဘိသိဉ္စီယုံဘိသိသွန်လောင်းကုန်ရ၏ဧတံဌာနဤအကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိတိသာလင်တိဘာပြောတာရှင်မင်းသေပြီးတဲ့အခါဘယင်သားကိုအဘိသိသွန်လောင်းရတယ်ဆိုတာအကြောင်းညီညွတ်ခြင်းတစ်မျိုးသို့မဟုတ်အကြောင်းတရားနဲ့သင်လျော်တဲ့အဓိပ္ပာယ်ရှိခြင်းတစ်မျိုးပဲသို့မဟုတ်ထုံးတမ်းအစဉ်လာပဲဟုတ်လားသို့မဟုတ်ဖြစ်ရိုးဖြစ်စဉ်ပဲဟုတ်လားဒါဆိုရင်ဌာနငမနေတာဝိသရိယံဒိဋ္ဌိမတိမိရင်းကြီး
ကာလင်္ကတိရာဇဗုဒ္ဓဘိသိင်စေယောရှင်မင်းသေးသည်ရှိသောဘင်ဤသားကိုအဘိဓိတ်သွန်းလောင်းနေဆိုတာထုံးစံပဲဒါဗမာလူရိုးရိုးသားသားတက်တဲ့ပြန်တာကအဲ့ဒါလို့ဒါပေမဲ့ဒီပါဠိပါရဂူဆိုတဲ့အဆင့်ရောက်ပြီဓမ္မစရိယဆိုတဲ့အဆင့်ရောက်ပြီဆိုရင်တာမင်ညောင်ညမဟုတ်ဘူးကြာကြာနာနာပုတ်တွေကိုပိုင်းပိုင်းခြားခြားနဲ့မလုပ်ပြသိပြီးတော့အနက်အားဖြင့်ရှင်တွဲထားရမယ်အဲ့ဒါကိုအထယောဇနာလို့ခေါ်တယ်နော်ကဲနောက်နံပါတ်1သွားမယ်သိကြနော်ဒါနခောပဏိတံဝိဇ္ဇတိယံအမကပမတ္ထဘာဝညတ္တောကောစီဒေဝအာကန္တဝဓာတုယောခဏေယဒါနခောပဏိတံဝိဇ္ဇတိပါပြီယံပါပြီအမကပမတ္ထဘာဝညတ္တဝကောစီဒေဝအာကန္တဝဓာတုယောခဏေယကြီးလိုက်တာနဲ့ထင်ပြီးသားအမကငါတို့ပမတ္ထဘာဝမေးလျော့သည့်အဖြစ်ကိုညတ္တဝသိ၍ကောစီဒေဝတစုံတယောက်သောသူသည်ဝါတစုံတယောက်ကအာကန္တဝလာ၍ဓာတုယောဓာတ်တော်တို့ကိုခဏေယယူရ၏အဲ့မှာယံထိုင်တဲ့ဝါကြဖြစ်တယ်ဒါကြောင့်မလို့ယံဟာဘလူကိုဆွဲမယ်ယံဘလူကိုဆွဲမလဲခုနဆွဲပြခဲ့ပြီလေဘယ်လိုဆွဲပြခဲ့လဲဩနှစ်ခါပြောရဟုတ်လားနှစ်ခါပြောရတော့မောတာဟောယံဘယ်လိုဆွဲမလဲယေနထာနေနာအမကံပေးနဲ့အမကံပမတ္ထဘာဝညတဝါဟောရန်ရည်နာပြီးသွားပြီလေဆောင်းပေါ်ပါလေဧတံဌာနံဤเจ้าဒီဌာနံကောဝိဇ္ဇတိလားဧတံဌာနံဧတံဌာနံတွဲပြီးသွားပြီလေဝိဇ္ဇတိခောခလိုက်တာနော်ယံယေနကဌာနေနအရှင်အကြောင်းကြောင့်အမကံငါတို့ပမတ္ထဘောမေးလျော်သည့်ပြုကိုညတ်တော်ဟာသိ၍ကောစီတယောက်ရောက်သောသူကအာကန္တဝါလာ၍ဓာတုယောဓာတ်တော်ကိုခဏေယယူရ၏ဧတဌာနံဤအကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလျှင်တည်းမြန်မာလိုပြောတော့ငါတို့မေးလျော်နေတာကိုသိပြီးတော့တယောက်ယောက်ကဓာတ်တော်တွေလာခိုးနိုင်တတ်တာပဲထုံးစံလို့တော့ဘုရားတဆူပြန်ပြိဋိဘံသနာဟုတ်လားရိုးကြီးกว่าတယ်လေဒီထုံးစံသူတို့သိမလားဖြစ်တတ်တာဟုတ်လားဖြစ်တတ်တာကိုလည်းဌာနကောပဏိတံဝိဇ္ဇတိလို့သုံးတယ်ထုံးစံစင်လာကိုလည်းဌာနကောပဏိတံဝိဇ္ဇတိလို့သုံးတယ်ဒါကြောင့်မို့လို့ဒီဝါကြကိုဘာသာပြန်မယ်ဆိုရင်ငါတို့တွေမေးလျော့နေတာကိုသိပြီးတရားရောက်ကလာပြီးတော့ဓာတ်တော်တွေကိုယူတတ်တာပဲဟုတ်လားယူနိုင်တာပဲသူကြတော့ဒီလိုဘာသာပြန်တယ်နော်ဖြစ်တတ်တဲ့သဘောတရားဒီလိုအခြေအနေကိုဘာသာပြန်ရတယ်သဘောပေါက်ပြီလားမပေါက်လည်းမတတ်နိုင်တော့ဒါတော့ပြောနေရနံပါတ်3ဌာနံခောပဏိတံဝိဇ္ဇတိယံဣတိကိသောတပတ်တိသဗ္ဗေဟေဝဣမေဟိဥပကိလေသေဟိသမဏကတောအတ္တကောပနဝါဒောအညတရိညတရေနာတို့တွေနေတရားတွေကြည်တယ်ဆိုတာနီးရအောင်ကိုကပါဠိတစ်ခုတွေ့ရင်အနက်ပေးတဲ့နီးစနစ်ဖြစ်အောင်ကြည်ကြတာဟုတ်လားကတိဝါကြကိုအနက်ပေးခိုင်းရင်တော့ပို့ဆိုးမှတယ်နဲ့ရံမလို့ပေးမလဲကွာဣဒဒီလောက၌ဧကိသော
အချုပ်ကုံတော်လားဧကိသောတော့ပုံဧကောကြီးဥစ္စာဧကိသောအချုပ်သောတပတ်တိတဘောအန္တာအထိဒီတပတ်တိမြတ်စွာဘုရားဒီတောင်းနေမြောက်နေလျှောက်တွင်မြင်အန္တာတဘောကတဘောအကျင့်သည်အတ္တိရှိဣတိရမတို့ကြောင့်တပတ်တိအကျင့်နဲ့ပြည့်စုံသောသူသည်ဟုတ်လားတဗ္ဗေဟေဝတဗ္ဗေဟိဧဝဣမေဟိဝိပဿနာမတူဘူးလားဥပကိလေသေဟိမတူဘူးလားတဗ္ဗေဟေဝအလုံးစုံတို့သာလျင်ဖြစ်ကုန်သောဣမေဟိဥပကိလေသေဟိဤညဉ့်ညူးကြောင့်စိတ်ဤညဉ့်ညူးကြောင့်တရားတို့နဲ့ဟိုနောက်မှတွေ့လားသမနာကတသမုဏနဲ့ပရိဝဏသမင်္ဂိတိသမနာဘုရားကိတ္တမကသမဘောဝေအန္တတိတတိရှင်လဝဇနထားပါသူတို့နဲ့တွေ့ရင်ဒါကကိတ်ပုတ်တွေဘာတွေပြောတာဒီမှာကြည့်ဥပကိလေသေဟိသမနာကတဆိုတဲ့ပုတ်သမနာကတပုတ်သမနာကတပြည့်စုံတယ်ဆိုတာဘယ်ပုတ်ကိုငဲ့နေလဲဘယ်လိုအနတ္ထိပ္ပယ်မျိုးကိုငဲ့နေလဲငဲ့တယ်ဆိုတာသိလားဟမ်သူနဲ့ဆက်ရလူတော်မှဘာဖြစ်လဲသက်ဆိုင်ရာဆက်ရပတ်သက်ရာတွေဟိုမျောတာရှိဟုတ်လားမရှိဘူးလားရှိတယ်ဒီပုတ်တွေလည်းပဲပါရှိတယ်သူနဲ့ဆက်ရတွေကိုမျောလင်းတာအဲ့မျောလင်းတဲ့အရာဘာဖြစ်မလဲပြည့်စုံတယ်ဆိုတော့ပြည့်စုံတာဘာပြည့်စုံတာဘာလဲကိုပြည့်စုံတာလားတော့တီပြည့်စုံတာလားအားပြည့်စုံတာလားနှင့်ပြည့်စုံတာနှင့်ဟုတ်လားနှင့်ဆိုတာဘာလဲသဟာရိယောဂသဟယောဂသဟထနော်ဒါဆိုလို့ရှိရင်ဒီသမနာကရဆိုတဲ့ပုတ်ဟာဘာကိုငဲ့နေလဲသဟထပိက္ခဟုတ်မလားဓာရိယောဂပိက္ခသို့မဟုတ်သဟပိက္ခဒီလိုအများကြီးမရှိဘူးလားရှိတယ်အဲ့ရှိတဲ့ဟာကိုဒါကြောင့်မလို့သူတို့ရှိနေမှသာအဲ့လိုသိမှသာလေဘာတော့အနက်ကရှင်တွဲလို့ရတယ်စက်လို့ရတယ်လေကဲသူ့ရဲ့ငဲ့နေတဲ့ဘုရားဘယ်မှာလဲတာရဲ့ပါလားမပါလားကြည့်တော့ပါတယ်လေသဗ္ဗေဟေဝဣမေဟိဥပကိလေသေဟုတ်လားဘာဖြစ်လဲဒါဆိုလို့ရှိရင်သူတို့ကိုဘာပေးရတော့မှာလို့ပေးလို့ရမှာတို့မလို့ပေးလို့ရမှာတို့ဖြင့်လို့ပေးလို့ရမှာအောက်တကတတို့သည်လို့ပေးလို့ရဘယ်လိုပေးရတို့နဲ့သဟထနဲ့ပေးရမှာဟုတ်ပြီလားဒါဆိုရင်ပေးတတ်ပြီလေသဗ္ဗေဝအလုံးစုံတို့သာလည်းပြုတ်ကုန်သောဣမေဥပကိလေသေအေညင့်ညူကြောင့်တရားတို့နဲ့ဝါဤစိတ်ညစ်စရာတို့နဲ့ဟုတ်လားစိတ်ရဲ့အညစ်အကြေးတို့နဲ့သမနာကတော်ပြည့်စုံသည်အတ္တဖြစ်ရ၏အရင်နေမှာတော့ဆိုရင်တော့ဘာကြအဲ့လောက်ဆိုရင်ဌာနံကောပဋိဏဝိဇ္ဇတိသွားပြီးတော့မလုပ်လို့ရဆက်လို့ရပြီမလားခုနောက်မှတဝက်ကြရှိသေးတယ်ကောပနာဝါရောအညတရိညနာပါဠိရေးသားတဲ့အခါမှာနမူနာယူစေရကြည့်လိုက်သဗ္ဗေဟေဝဣမေဟိဥပကိလေသေဟိဘာဝိဘတ်တွေတတ္တိယဝိဘတ်တွေဟုတ်လားအများလားနဲ့လားဟုတ်ပြီနော်ကဲနောက်မှာတော့အကြရောအကြထိုက်တယ်ကောပနာဝါရောအညတရိနာဟုတ်လားအညတရိနာ
ကဲအညတရတရေနာအညတရေနာဘာဝိပါလဲမတူဘူးလားတူရင်သူလည်းဘာဖြစ်ခိုးကသဟထဆိုရင်သူလည်းသဟထပဲမို့လားဒါဆိုလို့ရှိရင်သူ့ဘာရှင်တွဲပြီးတော့ပြရသမဏဂတပုတ်ရှင်တွဲပြီးတော့ပြရမယ်ဆိုတာအလိုလိုမသိဘူးလားသိတယ်နော်နောက်တစ်ချက်အညတရညအညတရအညတရအညတရတပါအညတရတပါတပါပါဆိုတာတပါပါဆိုတာဘာပြောတမျိုးမျိုးတစ်ခုခုဟုတ်ပြီနော်ကဲအဲ့တမျိုးမျိုးတစ်ခုခုကဘယ်ကနေထွက်လာတာလဲအများကြီးတွေကနေထွက်လာတာမဟုတ်ဘူးလားဟမ်အားလုံးတွေကနေထွက်လာတာမဟုတ်ဘူးလားအဲ့ဒီတော့ဘာဖြစ်လဲအားလုံးလို့ဆိုရက်ပါတဲ့ခုနကပုတ်ဟာဘယ်ပုတ်သဗ္ဗေဝါဣမေဟိဥပကိလေသေဟိဟုတ်ပြီနော်ဒါဆိုရင်အညတရဆိုတဲ့ပုတ်ဟာတဘာဘာတစ်မျိုးမျိုးတစ်ခုခုဘယ်ထဲကတဘာဘာတစ်မျိုးမျိုးတစ်ခုခုလဲအဲ့ဒါဆိုရင်သဗ္ဗေဟိဝါဟုတ်တော့မလားအထဲကဆိုရင်တို့တွင်ဟုတ်လားတို့တွင်ဆိုတာမှလဲနေဒာရဏဘုတ်ဆိုရင်တတ္တိယဝိပါဒခွင့်ရှိလားပါလေသတ္တိတတ္တမိယောဟုတ်လားသတ္တိဝိပါဖြစ်ဖြစ်တတ္တမိဝိပါဖြစ်ဖြစ်တက်ရမှာမဟုတ်လားဒါဆိုလို့ရှိရင်အဲ့ဒီသဗ္ဗေဟိဝဣမေဥပကိလေသေဟိကိုအညတရညတရနာရဲ့ရှေ့ကဘာဖြစ်တော့ဟမ်ဟောပြောနေလို့ဝေးတယ်လို့အစိတ်အပေါင်းနဲ့ထွက်မလာဘူးလားအဲ့အပေါင်းကဘာဖြစ်မှာတော့ဟုတ်လားပဋိက္ခဏဒါဝန္တောတိကဓမ္မောပဋိက္ခဏခရီးသွားတို့တွင်ဒါဝန္တောပြေးတဲ့သူကတိကဓမ္မောပိုမြန်တယ်ဟုတ်လားမနုဿာနခတ္တိယောသူရဓမ္မမနုဿာနလူတွေထဲမှာခတ္တိယောဘယင်ကသူရဓမ္မောပိုရဲရင်တယ်ကာနာဂါဝိနာသမ္မာနခိရဓမ္မဂါဝိနာနွားမတွေထဲမှာကာနာနနမကသမ္မာနခိရဓမ္မနှုတ်ရအရသာပူပြည့်စုံတယ်ဟုတ်လားအခုပါလဲအဲ့ဒီဥပကိလေသာအလုံးထဲမှာတဘာဘာနဲ့ပြည့်စုံသဘောပေါက်တယ်နော်ဒါဆိုလို့ရှိရင်အဲ့ဒါလိုက်လန်းပြင်ထိပြင်တုံပြီးနဲ့အနက်ပေးခိုင်းအဲ့မှာကျွန်တော်မဟုတ်လို့ဖြစ်တာပြရမှာနော်သဗ္ဗေတံယေဝဣမေတံဥပကိလေသာနံဘာဝိပါလဲဟောလုံးပြဆိုတော့သတ္တိတတ္တမိယောသတ္တိနဲ့တတ္တမိပဲသက်လို့ရတယ်ဘာဖြစ်လို့လဲနေဒာရဏအနက်မှာဟုတ်လားသဗ္ဗေတံဟုတ်တယ်သဗ္ဗေတံဣမေတံဥပကိလေသာနံဧဝရောထားလိုက်ပေါ့သဗ္ဗေတံဧဝဣမေတံဥပကိလေသာနံအလုံးစုံကုန်သောဤညဉ့်ညူးကြောင့်တရားတို့တွင်အညတရညတရနာတဘာဘာသောညဉ့်ညူးကြောင့်တရားနှင့်ဟောဝါဒောတို့ကောပနာတို့ဝါရောဆိုစရာဒီကောပနာအတ္တိဘယ်မှာရှိပါအန်ဒီဟုတ်လားအဲ့တော့အဲ့ဝါရောကဘယ်ကိုငဲ့နေလဲဆိုရင်စာရဲ့သဘောတရားနော်အောင်ငဲ့နေနိုင်ဆိုတဲ့အာဟာရကိုငဲ့နေတယ်ဟုတ်လားပြည့်စုံခြင်း၌ဝါရောဆိုဝေရသည်ကောပနာအတ္တိအဘယ်မှာရှိပါအနိ
သဘောပေါက်လားခုပြောတာသဘောပေါက်ရလားသဗ္ဗေတံဣမေတံဥပကိလေသာနံဤအလုံးစုံကုန်သောညဉ့်ညူးကြောင့်တရားတို့တွင်အညတရေညတရေနာတဘာဝသောညဉ့်ညူးကြောင့်တရားနှင့်သမဏဂတဘာဝေပြည့်စုံသည်ဤအဖြစ်၌ဝါတော်ဆိုဘွယ်ရသည်ကောပနာအတ္ထိအဘယ်မှာရှိပါအံ့နည်းနတ္ထိဧဝမရှိသည်သာလင်သည်တို့ကဟိုတော့ကောပနာဝါတော်ဘယ်မှာဆိုဘွယ်ရရှိအံ့နည်းဗမာလိုပဲဒီလိုပဲပေါင်းပြီးတော့ပေးတာမဟုတ်လားအဲ့ဒါအနေသိမရဘူးဗျနော်အဲ့တော့ဝါတော်ဆိုဘွယ်ရသည်ကောပနာအတ္ထိဘယ်မှာရှိပါအံ့နည်းဆိုဘွယ်ရဆိုတာဘယ်မှာဆိုဘွယ်ရတဘာတဘာသောစိတ်ရဲ့ညဉ့်ညူးကြောင့်တရားနဲ့ပြည့်စုံခြင်းမှာဆိုဘွယ်ရမရှိတော့ဘူးကဲဒါဘယ်အထိပ္ပယ်လဲယံနဲ့အညတရိညတရိနာအထိကဒီလောကမှာတဲ့အချို့သောအကျင့်တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟောအကျင့်ကိုကျင့်လေရှိတဲ့ပုဂ္ဂိုလ်အကျင့်တော့ကျင့်နေတာပဲနော်ဒါပေမဲ့စိတ်ထဲမှာအညစ်အကြေးဆိုတာမဖြစ်တတ်ဘူးလားဘာအညစ်အကြေးဖြစ်တရားကျင့်တဲ့သူပဲကြည့်ဟုတ်လားဘာတွေဖြစ်တတ်လဲသူတို့ငါလောက်မထိုင်နိုင်ပါဘူးဂုံတုဂုံပြန်နေမရှိတတ်ဘူးလားအဲ့ဒါစိတ်ရဲ့အညစ်အကြေးပဲဟုတ်လားနော်ငါ့ကိုတရားပြနေတဲ့ဆရာငါလောက်မသိပါဘူးဘာဖြစ်လဲကျေးဇူးတရားကိုခြေပြတဲ့မက္ခဟုတ်လားဒါလည်းစိတ်ရဲ့အညစ်အကြေးပဲအဲ့ဒါတွေမဖြစ်တတ်ဘူးလားအဲ့ဒါတွေပြောတာအဲ့လိုညဉ့်ညူးကြောင့်တရားတွေကိုအဲ့သုတ်တံမှာအများကြီးထုတ်ပြတယ်မြတ်စွာဘုရားကနော်သဗ္ဗေဟေဝဣမေဥပကိလေသိအဲ့ဒီအားလုံးနဲ့ညဉ့်ညူးကြောင့်တရားအားလုံးနဲ့ပြည့်စုံနေတဲ့တပတ်တိတယောက်ဆိုတာရှိတယ်ဟုတ်လားအဲ့ဒီအားလုံးတွေကတဘာဘာနဲ့ပြည့်စုံတဲ့တပတ်တိဆိုတာလည်းရှိတယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်အဲ့ဒီမှာကြည့်တော့ဒီလောကမှာအချို့သောတပတ်တိကအလုံးစုံသောစိတ်ရညဉ့်ညူးကြောင့်တရားတွေနဲ့ပြည့်စုံနေတယ်ဟုတ်ပြီနော်ဒီအလုံးစုံသောအားလုံးသောစိတ်ညဉ့်ညူးကြောင့်တရားတွေကတဘာဘာသောညဉ့်ညူးကြောင့်တရားနဲ့ပြည့်စုံခြင်းမှာတော့ဆိုဝေရမရှိတော့ဘူးဒါကအပူလေးဘာပြောတာလဲအကုန်လုံးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ရှိတဲ့ပုဂ္ဂိုလ်ကဥမာသွားပြန်စားမှာဘယ်သွားပြန်စားမှာလဲဧတံဌာနံဤအကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလင်ဒီတရားတော့ကျင့်နေတာပဲဟုတ်လားစိတ်ထဲကညစ်ပတ်မှုတွေကအများကြီးဖြစ်ပေါ်နေတတ်တဲ့သဘာဝဟာဘာလဲထုံးစံပဲဖြစ်တတ်တာပဲဖြစ်လေဖြစ်ထသဘာဝပဲဒါကိုဆိုလိုတာနော်အားလုံးနဲ့ပြည့်စုံတဲ့သဘာဝဖြစ်လေဖြစ်ထရှိတယ်ဆိုရင်အားလုံးမဟုတ်ဘဲနဲ့တစ်မျိုးမျိုးနဲ့ပြည့်စုံခြင်းဆိုတဲ့သဘာဝလည်းပဲဖြစ်လေဖြစ်ထမရှိဘူးလားရှိတာပေါ့ဟုတ်လားအဲ့ဒါကိုကြတော့ तू ကဘာနဲ့ရေးပလိုက်လဲအဲ့လိုတစ်မျိုးမျိုးနဲ့ပြည့်စုံခြင်းမှာကတော့ပြောစရာမလိုတော့ပါဘူးဟုတ်လားဒီကောင်ခွေးကိုတော့မှတတ်သေးတာပွဲစိတ်ကိုတတ်ရမှာတော့ပြောစရာမလိုတော့ဘူးဒီလိုဆိုလိုတာပဲနော်ကဲဒီနေ့ပြောလိုတာကဘာလဲဆိုတော့ဌာနံခောပဏိတံဝိဇ္ဇတိဒါမဲ့ဝကြတွေကသုံးဝကြရေးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီသုံးဝကြလုံးခြုံငုံအောင်ပြောကြမယ်ဆိုရင်ဟာဒီလောကမှာတရားကျင့်နေတဲ့သူတော်မှစိတ်ရညဉ့်ညူးကြောင့်တရားအားလုံးနဲ့ပြည့်စုံတတ်တဲ့သဘောတရားဟာထုံးစံတစ်ခုပဲဟုတ်လားအဲ့တရားကျင့်တဲ့သူတွေစိတ်ရညဉ့်ညူးကြောင့်တရားအားလုံးတွေကတဘာဘာနဲ့
ပြည့်စုံနေခြင်းမှာတော့ပြောစရာမလိုတော့ဘူးထုံးစံရှိတယ်ပြောတယ်ဆိုတာပြောစရာလိုပါတော့မလားအားလုံးနဲ့ပြည့်စုံတဲ့လူတော်မှရှိတတ်သေးတာဟုတ်လားတမျိုးမျိုးနဲ့ပြည့်စုံတဲ့လူကတော့ပြောစရာကိုမလိုတော့တာဒါကိုပြောတာနော်ရှိကိုအမှန်ကန်ရှိနေတယ်လို့ဆိုတာနော်ကဲအဲ့လိုနေရာမျိုးမှာတို့တွေကရေးတတ်သားတတ်အောင်ဝါကြသဘောတွေနားလည်အောင်ပါဠိမှာလို့ဆိုတော့မရေးတတ်လို့မဖြစ်ဘူးရေးတတ်ရမယ်အေးအ ਨੇ ဆုံးတော့ဒီများတွေကိုစာပြန်ချတဲ့အခါမှာဒီဝါကြရဲ့သဘောတရားကိုဒီလိုနားလည်ပြီးတော့ဒီလိုကြာကြာနာနာအနဲ့ပေးရရမယ်ကဲဟုတ်ပြီဆက်သွားစို့ပရိစ္ဆေယကန္တာဌာနခောပဏိတံဝိဇ္ဇတိလွယ်လွယ်လေးတွေပြရမယ်ယံတတ္တပိယယဒုက္ခအနုဘဝေယုဒုက္ခလို့မသုံးနဲ့ဒုက္ခံလို့သုံးပါနော်ဌာနခောပဏိတံဝိဇ္ဇတိယံတတ္တပိယယဒုက္ခအနုဘဝေယုယံယေနဌာနေနအကျဉ်အကြောင်းကြောင့်တတ္တတတ္တဝါတို့သည်ပိယယချစ်ချင်းကြောင့်ဒုက္ခဒုက္ခကိုအနုဘဝေယုခံစားကုန်ရ၏ဧတံဌာနဤအကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလျှင်သည်ဘာလဲအချစ်ကြောင့်တတ္တဝါတိုင်းဒုက္ခခံရတာထုံးစံပဲချစ်လို့ဒုက္ခခံရတာကပုံများတယ်နော်မများဘူးလားများတာပေါ့ကိုနေများကြောင်းမိလောင်သွားရင်ကိုကြောင်းကိုမချစ်ဘူးလားဒုက္ခပဲဟုတ်လားနော်အခုနေများကာသူများတိုက်သွားရင်ကိုကကိုမချစ်ဘူးလားချစ်တော့အဲ့ချစ်တာကြောင့်ဒုက္ခပဲနော်အခုနေများကိုချစ်သူများလူသွားရင်ဒုက္ခမဖြစ်ဘူးလားအဲ့ချစ်ခြင်းကြောင့်ဒုက္ခပဲအခုနေများဘောပင်ရေးနဲ့နှစ်ပြုတ်ပြီးတော့မင်းနေအန်ထွက်သွားရင်ဒုက္ခပဲဟုတ်လားပေးဖို့မှာပဲလေနော်မပေးခြင်းပါမလားမပေးခြင်းဘာလို့မပေးခြင်းကိုယ့်ကိုလှခြင်းအမျိုးမျိုးနဲ့ချစ်တာကိုဟုတ်လားကထာနောက်တစ်ခုဌာနခောပဏိတံဝိဇ္ဇတိယံလောကိပန္တိတာယေဝပန္တိတာနဲ့ယေဝနဲ့တွဲနေရမယ်နော်အဲ့ဒီဝနဲ့ပရိဒါနံကိုချဲရမှာယံလောကေပန္တိတာယေဝပရိဒါနံမစ္စေအာသဘိဝါစံကတိတုံယံယေနဂရိဏအကျဉ်အကြောင်းကြောင့်လောကေလောက၌ပန္တိတာယေဝပညာရှိတွေသာလည်းပရိဒါနံပရိသတ်တို့မစ္စေအလယ်၌အာသဘိရဲရင်သောဝါစံစကားကိုကတိတုံပြောဆိုခြင်းကတက္ကုနေယုံတတ်ကောင်းကုန်ရ၏ဧတဌာနဤအကြောင်းတရသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလျှင်ဒီလောကမှာပညာရှိတဲ့သူတွေကသာပရိသတ်လည်းမှာရဲဝံ့စွာစကားပြောဆိုနိုင်ရတာထုံးစံပဲဟုတ်လားပညာသင်သလောက်မရှိရင်ပြောရပါမလားပြောရဘူးကြောက်နေရတယ်နောက်နံပါတ်3ဌာနခောပဏိတံဝိဇ္ဇတိယံပိယေဟိဝိပယောကံဒုက္ခအနုဘဝေယုံပေးရှိသမောအနက်ခုနကပေးထားတဲ့ဤတိုင်းယံရှင်နာဌာနေနအကျဉ်အကြောင်းကြောင့်ဝိပယောခံယုတ်ဝိပယောကကိုယ်ကွင်းရခြင်းဖြစ်သောဒ
ဒုက္ခဆင်းရဲသည်လားဒီဒုက္ခဆင်းရဲကိုအနုဘဝေယောခံစားကုန်ရ၏ဘုဒ္ဓအနုရရှင်ဘာဖြစ်လဲခံစားခြင်းနဲ့ထွက်တယ်ဟုတ်လားဘူတိုင်းဆိုရင်ဘာထွက်တယ်ဖြစ်ခြင်းနဲ့ထွက်တယ်ဒါကြောင့်မလို့ခံစားတယ်ဘာကိုခံစားတာလဲကိုပါမလားဘူးလားအဲ့ကိုကဘာလို့လဲဒုက္ခအဲ့ဒုက္ခရဲ့ဝိသေသနာကဘယ်လိုလဲဝိပယောကအဲ့ဝိပယောကဘာနဲ့ဝိပယောကတာလဲအဲ့လိုသတ္တဆက်ကသိရမယ်လေဟုတ်လားယံယေနဌာနေနာအချင်းကြောင့်ပြီးချစ်အပ်သူတို့နဲ့ဝိပယောကကွယ်ကွင်းသောဟုတ်လားဒုက္ခကိုအနုဘဝေယုံခံစားကုန်ရ၏ဒါဟုအနက်ပေတာကိုတကားလဲဟိုဂျိုင်းနေချင်းတွေများတဲ့နေရာကာမောင်းခိုင်းရသူဖြစ်တုံးတိုင်းနဲ့ဖြစ်ချောမွေလေးဖြစ်ရမှာလေဟုတ်လားခံစားကုန်ရ၏ဧတံဌာနဤအကြောင်းသည်ဝိဇ္ဇတိခောအိုက်ခောပါတယ်ဘဝဒါရဏအနဲ့ဟုတ်လားခောတိဝဒါရဏတေနိဗ္ဗာတောဟုတ်လားဒါကြရာဖွင့်ရင်အဲ့လိုဖွင့်လို့ရတယ်ဟုတ်လားခောဟာပါလဲဝဒါရဏအကခောဆိုတာထည့်ပေးစရာမလိုလို့ရှိရင်ပါပဲဗရာလင်္ကာရခုဒီနေရာမှာကတော့ခောဟာပါလဲရှိသည်သာလင်ဒီရှိကိုရှိရမှာဟုတ်လားဒါပြောတာအခြေကြောင့်ဒုက္ခခံရတာထုံးစံပဲကဏ္ဍဘလေးကွာကိုဆိုကွာကိုနဲ့ပေးကွာဌာနခောဣဒံဌာနဤသို့သောဤကြောင်းသည်ဘာပြောတာအရှင်ကြောင့်လူတွေဟာမိမိတို့ရဲ့စိတ်အားလျော်စွာကောင်းခြင်းမကောင်းခြင်းကံတရားတွေကိုပြုလုပ်ကုန်ရ၏ထိုအကြောင်းတရားသည်ရှိကိုရှိတယ်ဟုတ်လားလူတွေဟာဇယိုက်အားလျော်စွာအကုသိုလ်ဇယိုက်များတဲ့သူကအကုသိုလ်အလုပ်လုပ်ကြတယ်ကုသိုလ်ဇယိုက်များတဲ့သူကကုသိုလ်အလုပ်ကောင်းတဲ့အလုပ်လုပ်ကြတယ်အဲ့ဒါဘာလဲဖြစ်ရုပ်ဖြစ်စဉ်ပဲဟုတ်လားထုံးစံပဲနော်ကဲအမြဲတမ်းတတ်နေပြနေတဲ့ကောင်ကတတ်ကိုတတ်တယ်ထုံးစံပဲဟုတ်လားအမြဲတမ်းသူ့ကိုစောင့်နေတယ်ကစောင့်ကိုစောင့်တာဒါပဲထုံးစံပဲဖြစ်ရုပ်ဖြစ်စဉ်ပဲဖြစ်လိဖြစ်တာပဲဘာဖြစ်လို့လဲသူဇယိုက်စရိဒဆိုတာဘာလဲသူကျင့်နေတဲ့အကျင့်လုံနေတဲ့လုံရအဲ့လုံရအားလျော်စွာအလုတ်ကအကျင့်ပါသွားတာလေဟုတ်လားစရိဒနုရူပဇယိုက်အားလျော်စွာကဲဟုတ်ပါပြီဒီနေရာမှာတို့ကစရိဒနုရူပံလို့သုံးတယ်အဲ့စရိဒနုရူပံအစားဘာထည့်သုံးရင်ရမလဲဟမ်စရိဒနုရူပဆိုတာဘာပုတ်လဲစရိဒသဇယိုက်အားအနုရူပံလျောစွာတိစရိဒအနုရူပံဇယိုက်အားလျောစွာဘာပုတ်လဲသမတ်ဘုဘာသမတ်လဲသရုပ်တိတပရိသမတ်
ရိသုဒ္ဓတောပရိသမတ်မလားကဲအဲ့ဒီနေရာမှာအဲ့ဒီစတိဓာနုရူပမသုံးဘူးတဲ့တခြားဘာသုံးလို့ရဒါရသိနေရမယ်နော်အခုကစတုဋ္ဌိတပရိသမတ်သုံးတယ်ယထာစရိတံလို့သုံးရင်မရဘူးလားအဲ့ဒါဆိုဘာပုတ်ဖြစ်ပါမြတ်ဘောသမဟုတ်လားယထာကအနုရူပထအနက်မှာလေဟုတ်လားအနုရူပအနက်မှာယထာဟောတယ်လေဟုတ်လားအဲ့ဒီယထာဆိုတာဘာပုတ်လဲညိပပုတ်ဥပဒရာပုတ်နိဗ္ဗာန်ပုတ်ကဘယ်ရောက်သွားလဲရှေ့ရောက်သွားတယ်အဲ့လျော်စွာဆိုတဲ့အနဲ့အဓိပ္ပာယ်ကရဲ့လောဗရဏမကြတော့ဘူးလားရှိမှလည်းရှိတယ်ဗရဏလည်းကြားတယ်ဆိုရင်အဲ့ဒါပါအပြာယီဘောသမသဘောပေါက်လားကဲသရိတာနုရူပံအစယထာစရိတံလို့သုံးရင်လည်းမရဘူးလားရတယ်အဲ့ဒီလိုပြင်တတ်ပြောင်းတတ်လှုပ်တတ်ကြင်တတ်နေရမှာလေနော်ကဲလူရရာဇယိုက်အားလျော်စွာလောက်ကင်ဆောင်ရွက်တတ်တယ်ဆိုတာထုံးစံပဲသူဇယိုက်ကကြမ်းကြမ်းထန်ထန်ဇယိုက်ရှိရင်ဘာလို့အဲ့တော့ကိုကြမ်းကြမ်းထန်ထန်လှုပ်တာဟုတ်လားနော်နုနုညံ့ညံ့ဇယိုက်ရှိရင်ဘာလို့အဲ့တိမ်တိမ်မွေ့မွေ့လေးလှုပ်တာဟုတ်ပြီနော်ဒေါသသမားကဘာလို့လဲဘုံရံကျဲပြီးတော့လှုပ်တာနော်တရားသမားကဘာလို့လဲတိမ်တိမ်မွေ့မွေ့နဲ့လောက်တာမကွာဘူးလားကွာတယ်ကနောက်တစ်ခုဆက်သွားမယ်ဌာနံခောမနိတံဝိဇ္ဇတိယံကုလိဒကာယင်ကဝိရူပပုဂ္ဂလာရေပုံရေနာရေပုံရဏဖြစ်နေနော်တဝေထိုးကြံတိုင်းမှာရေပုံရေနဝင်ကတဘာဝဘဝေယုယံယနာဌာနေနကောကိုနဲ့ပြီးတော့မယ်ရှင်เจ้าကြောင့်ကုလိတကာယင်ကကောက်ကွေသောကိုရင်ကရှိကုန်သောဝိရူပဖောင်းပြန်သောဆင်းရှိကုန်သောပုဂ္ဂလာပုဂ္ဂိုလ်တို့သည်ရေပုံရေနများသောအပြင်ဝင်ကတဘာဝကောက်သောစိတ်သဘောရှိကုန်သည်ဘဝေယုံဖြစ်ကုန်ရ၏ဧတံဌာနဤသို့သောအကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလျင်တည်းဘာပြောကိုယ်လည်းအင်္ဂါကောက်ခွေးပြီးတော့မတက်မရတဲ့အစင်းရှိကြတဲ့လူတွေဟာများသောအားဖြင့်စိတ်လည်းပဲကောက်တတ်ကြတယ်ဆိုတာတဘာဝပဲဟုတ်လားဖြစ်တတ်တာပဲမျိုးသုံးတာနော်ကဲနောက်တစ်ခုဆက်သွားဌာနံခောပဏိတံဝိဇ္ဇတိယံလောကေယဘုံယေနဟောဒီမှာလဲယနဖြစ်တဝေထိုးထည့်ပြီးတိနိဋ္ဌကာယသူရူပပုံညဝန္တာယေဝဘဝေယုယံယေနဌာနေနအရှင်ကြောင့်လောကေလောက၌ယဘုံယေနများသောဖြင့်တိနိဋ္ဌကာယဘာလဲမွေးညက်သောခန္ဓာကိုယ်ရှိကုန်သောဝါသိမ်မွေးသောနုညံ့သောခန္ဓာကိုယ်ရှိကုန်သောသူရူပကောင်းသောအစဉ်ရှိကုန်သောသူတို့သည်ပုံညဝန္တာယေဝဘုံကံနှင့်ပြည့်စုံကုန်သူတို့သည်သာဘဝေယုံဖြစ်ကုန်ရ၏ဧတံဌာနအကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလျင်တည်းလောကမှာကိုနေကိုဟံဘုံကံရှင်တွေဆိုတာကိုနေကိုဟံလှပသူတွေဟာအဲ့မှာကြမ်းနေတယ်နော်ကိုနေကိုဟံပြည်ပြည့်လှပသူတွေဟာခြားရအများကြီးကြံတယ်
ကိုနေကိုဟန်ပြေပြေလှပသူတွေဟာဘုံကံရှင်တွေဆိုတာအမှန်ပါပဲကဲနောက်တစ်ခုဆက်သွားခွန်ဌာနံခောပဏိတဝေစရိယမနုဿဒေဝတိကံပုံစံနာပိယထာဗုဒ္ဓနတ္တကုနေယံဘုံစည်းတုယယေနဌာနေနအကျဉ်ကြောင်းကြောင့်မနုဿလူတို့သည်ဒေဝတိကံနေတိုင်းဘုံစံတာပိစားနေကြပါကုန်တော်လဲယထာဗုဒ္ဓဟုတ်တမ်းမှန်စွာဘုံစည်းတုစားသုံးဖို့ယံဝါစားသုံးခြင်းကနတက္ကုနေယုံမတတ်ကောင်းကုန်ဧတဒနာအကြောင်းသည်ဝေစရိကောဝေစရိဝါရှိသည်သာလျှင်နေ့တိုင်းစားနေရပေမဲ့ဟုတ်တိုင်းမှန်စွာမစားနိုင်ကြတာထုံးစံပဲနေ့တိုင်းတော့မစားနေဘူးလားစားနေပြီဒါပေမဲ့ဟုတ်တိုင်းမှန်စွာစားတယ်ဆိုတာဘာပြောလဲအစားတော့စားတယ်ဆိုတော့ဘာဖြစ်ဖို့စားတာလဲအာရဖြစ်ဖို့စားတာဟုတ်ပြီလားအာရဖြစ်ဖို့စားတဲ့နေရာမှာအာရမဖြစ်ပဲဘေးဖြစ်ရင်ဟုတ်တိုင်းမှဆိုတာစားရရောက်မလားမရောက်ဘူးဒါမှဒီနည်းပညာတွေတို့ငငယ်တွေကမသိရဘူးဟုတ်လားတနေ့တနေ့လူတယောက်မှဗီတာမင် A ကဘယ်လောက်ရှိရမလဲ E ကဘယ်လောက်ရှိရမလဲ C ကဘယ်လောက်ရှိရမလဲဟုတ်လားစသည်ဖြင့်သူကနဲ့သူရှိတဲ့ပမာဏတွေစားတဲ့ပမာဏတွေဆိုတာရှိတယ်သူများနိုင်ငံတွေသူများဒေသတွေမှာအဲ့ဒါသင်ပြထားပြီးသားမူလတန်းအရွယ်တွေကသူကသူမုံဝယ်စားရဲ့အချို့တခုဝယ်စားမယ်ဆိုရင်ငါမနေ့ကဒီအတိုင်းတာကိုငါဘယ်လောက်စားရပြီဟုတ်လားငါစားလို့မသိတော့ဘူးစားတော့ဟုတ်လားအချင်းတခုဝယ်စားမယ်ဆိုလည်းဒီအတိုင်းပဲမနေ့ကငါလျှောက်သီးသုတ်စားရပြီအခုမယန်းသီးထပ်စားလို့အတိုင်းတန်လွန်သွားမယ်မစားသင့်ဘူးအဲ့လိုစားတယ်မစားတယ်ဆိုတဲ့အတိုင်းတာကိုချိန်ဆပြီးစားမှယထာဘုဒ္ဓစားတာအဲ့လိုမှမဟုတ်ဘူးဆိုရင်ယထာဘုဒ္ဓဖြစ်ပါမလားမဖြစ်ဘူးအဲ့ဒါကိုဆိုလိုတာဗျာနော်နေ့တိုင်းစားနေရပါမယ်ဟုတ်တိုင်းမှဆိုမစားနိုင်ကြတာထုံးစံပဲနောက်နံပါတ်8ဌာနံခောပဏိတံဝိဇ္ဇတိယံဥရောပရထိကကာမဂုဏဝဒနာထာယအာရဘေယုဒါကတော့လည်းထိခိုက်တော့နော်ဟုတ်လေဟုတ်နေယံယေနဌာနေနအကျဉ်ကြောင်းကြောင့်ဥရောပရထိကဥရောပတိုင်းသားတို့သည်ဝါတိုင်း၌နေကုန်သောသူတို့သည်ဝါတိုင်းမှလာကုန်သောသူတို့သည်ဟုတ်လားဝါတိုင်း၌လှုပ်ကုန်အသက်မွေးကုန်သောသူတို့သည်အများကြီးပဲအဲ့ဒါတတိပုတ်ဟုတ်လားကျင့်ပွားတွေအများကြီးပဲကာမဂုဏဝဒနာထာယကာမဂုဏ်တရားတိုးပွားခြင်းအကျိုးငါအာရဘေယုံအထုတ်ကုန်ရ၏ဧတံဌာနဤသို့သောအကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလျှင်ဒီဥရောပသားတွေဟာကာမဂုဏ်တိုးပွားအောင်ကြိုးစားလှုပ်ဆောင်နေကြဒါအမှန်ပဲထုံးစံပဲကဏ္ဍဘကိုဌာနံဝပဏိတံဝိဇ္ဇတိယံတတ္တနံအာရောကျံစိတ်တာဒီနတ္တတံယေဝပရဏံဘဝေယယံယေနဌာနေနအကျဉ်အကြောင်းကြောင့်တတ္တနံတတ္တဝါတို့အာရောကျံအနာယောဂဇာဇနနာဓမ္မစရိယပိပိပေးကြည့်ဟမ်အာရောကျံအရောဂတဘာဝအာရောကျံတံအာရောကျံဟုတ်လားဘာဖြစ်စီနှစ်ရဖြစ်စီနော်နာနုပန်ရှိရပ်ပလနဲ့ကားငယ်နဲ့တွဲခရအာရောကျံအာရောကျံအနာယောဂကင်းသည်ဤအဖြစ်သည်ဝါကျမ်းမာရည်သည်စိတ်ဓာတိနတ္တစိတ်နဲ့ဆက်ဆက်ခြင်းရှိသည်ဤအဖြစ်ကြောင့်တန်ယေဝထိုစိတ်သည်သာလျှင်ပဓာဏံပဓာဏသည်ပ
ဝေယဖြစ်ရ၏ဧတံယံဌာနံဤအကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလျှင်ဒီတတ္တဝါတွေရဲ့ကျမ်းမာရေးဟာစိတ်နဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်စိတ်သာလျှင်ပဓာနဆိုတာဟုတ်တာပဲဟုတ်လားကျမ်းမာရေးမကောင်းမယ်စိတ်ကတက်ကြွနေကောင်းတယ်လို့ပဲမဟုတ်ဘူးလားစိတ်ကအလိုလိုပြော့နေဘာဖြစ်လဲဖြစ်တဲ့ယောဂထက်ကိုပို့ပြီးတော့ခွေရောဒီလိုဆိုလိုတာနော်နောက်တစ်ခုဆက်သွားဌာနံကောပဏိတဝိဇ္ဇတိယံဓာရကအစရိယအန္တရဓာယယယံယနဌာနိနအချင်းကြောင်းကြောင့်ဓာရကခလေးတို့သည်အာစရိယဆရာတို့သည်လားဆရာတို့ကိုလားနောက်ကပုတ်ကဘာပုတ်လဲဆရာတို့နဲ့အဲ့ဒါပြီးတော့ပါလားယေနဝဒသနံယေနဝအကျင်ကာရကပြည့်မူလီအတ္တသနာမမြင်ခြင်းကိုအိသတိအလိုရှိတန်ထုကာရကသည်ဗာရဏပါရမီသည်ဟောတိဖြစ်ဟုတ်လားမမြင်ခြင်းကိုအလိုရှိတယ်အဲ့မမြင်ခြင်းကိုအလိုရှိတာဘာလို့လဲခလေးတွေဟုတ်လားအဲ့ဒီမမြင်ခြင်းကိုအလိုရှိခံရသူကဘာလို့လဲယေနအကျင်ကာရကံတင်မူလီအတ္တတနမမြင်ခြင်းကိုအဲ့စီရတဲ့အလိုရှိအပ်၏တန်ထိုအလိုရှိခံရတဲ့ကာရကသည်ဘာရဟုတ်လားခလေးတွေကအလိုရှိတယ်ဘာလိုရှိတာမမြင်ဖို့အတွက်အလိုရှိတယ်ဘယ်သူကိုလိုရှိတာလဲဆရာအဲ့လိုမမြင်စေခြင်းတဲ့ပုဂ္ဂိုလ်ကဘာလို့လဲဆရာအဲ့ဒီဆရာဘာလဲအပါဒနာကာရကဒါကြောင့်မလို့အာစရိယောသုံးလားဘယ်လိုသုံးအာစရိယာတမဝိဘကိုဘာလို့တာလဲအာပြုတာတယ်ဒါကြောင့်မလို့ဓာရကကလေးတို့ဒီအာစရိယာဆရာမအန္တရဓာယေယုံပုံကွယ်ကုန်ရာဤအဲ့ဒါကာရကတွေနော်ရေးကြည့်တယ်ဟုတ်လားတန်ဌာနံထိုကဲ့သို့သောဧတံဌာနဤကြောင်းသည်ဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာလျှင်ဒီခလေးတွေဆရာမဆရာသမားမဝါဆရာသမားမမြင်အောင်ပုံကွယ်တယ်ဆိုတာထုံးစံပဲဘာဖြစ်လို့သူ့ကိုဒီလိုဆရာသမားမမြင်တာအောင်ဆိုတဲ့နေရာမှာအပါဒံဆိုတဲ့အနေနဲ့သုံးတာလေယတမဝါအပေတိယတမဝါဘယံဇာယတိယတမဝါအာဒတ်ယတမအကျင်ကာရကမှာဘယံကြောက်ချင်းသည်ဇာယတိဖြစ်ကဲဆရာနဲ့တပည့်ခလေးဘယ်သူကကြောက်တပည့်ကကြောက်တယ်နော်ဘယ်သူကအကြောက်ခံအဲ့ဒီကလေးတွေမင်းဆရာမရှိရင်ကြောက်လားမကြောက်ဘူးဒီကြောက်ရှင်တို့ရဲ့ကြောက်စိတ်ကဘယ်ကနေဖြစ်ပေါ့ဆရာကနေဖြစ်လာတာဟုတ်လားယတမအကျင်ကာရကမှာဘယ်ကြောက်ရှင်သည်ဇာယတိဖြစ်၏တန်ထိုကာရကသည်တန်ထိုကြောက်ရာကာရကသည်အပါဒနာဆရာအပါဒံသဘောပေါက်လားအဲနောက်သုံးရင်အဲ့ဒါသတိထားရမှာဟုတ်လား
ပုံနဲ့ဆိုတာဘာလို့ပုံတာကြောက်လို့ပုံတာလေအဲကြောက်ခြင်းဆိုတဲ့သဘောတရားမြုပ်မနေဘူးလားပုံခြင်းဆိုတဲ့သဘောတရားပေါ်မနေဘူးလားအဲပုံတာဘာလို့တာမမြင်အောင်နေတာလေဟုတ်လားအဲ့ဒါဟုတ်ပဲစကားတရားလိန်ရှုပ်ပြီးတော့ယေနဝဒသနာဆိုပြီးတော့တုတ်တခုတည်ထားရတာကတ်ထားဒါတွေပြောရင်တို့ကရှေ့ရောက်မှာမဟုတ်7ဌာနံခောပရိဒဝိသတိယံမာတရောဧကဗုဒ္ဓမာယုတအနုရခေယညာယေနဌာနိနာအကျဉ်းကြောင့်မာတရောမာတရောလို့မသုံးမာတာလို့သုံးနော်ဖြတ်လိုက်မာတာယောဝိဘကြောင့်အာရပြုယောဝိဘကိုဩပြုမှာမာတရောလို့ဖြစ်တာနော်ယေနယေနဌာနိနာအကျဉ်းကြောင့်မာတာအမိတိဝါအမိတိဧကဗုဒ္ဓံတယောက်ထီသောသားကိုအာယုသာအသက်အားဖြင့်ဟုတ်လားအနုရခေယစောင့်ရှောက်ရ၏ဧတံဒါနဤသို့သောကြောင့်ဒီဝိဇ္ဇတိခောဝိဇ္ဇတိဧဝရှိသည်သာတိအမေဆိုတာတယောက်ထဲသောသားကိုအသက်တမျှစောင့်ရှောက်တယ်ဆိုတာထုံးစံပဲနောက်နံပါတ်7ဒါနံခောပဏိတံဝိဇ္ဇတိယံပလာကာနသုစီပန္တရစ္စထဘဝေယယာယေနဌာနိနာအကျဉ်းကြောင့်ပလာကာနံပါတယ်လေဗျိုင်တို့အားဟုတ်ပြီလားသုစီပန္တရစ္စထစင်ကြယ်သောပန္တရဆိုတာဖြူတာစရဆိုတာသူတို့ဖုံးကြတာအတောင်ဟုတ်လားဖြူစင်သောအတောင်ရှိကြကုန်သည်ဘဝေယုံဖြစ်ကုန်ရ၏ဧတံဒါနံဤကြောင့်သည်ဝိဇ္ဇတိကောဝိဇ္ဇတိဝါရှိသည်ရလင်သည်ဗျိုင်းနေမှာအလွန်ဖြူတဲ့အတောင်ရှိကြတယ်ဆိုတာသဘာဝကြတဲ့ထုံးစံပဲကဲဒါဆိုလို့ရှိရင်ဌာနံခောပဏိတံဝိဇ္ဇတိနဲ့ဒီလောက်တော့ရှည်ဝေးပြထားတာသဘောပေါက်သိပြီသဘောပေါက်ပြီလားကပေါက်ကြမပေါက်လဲနေတော့ဟုတ်လားကဲနောက်တစ်ခုဆက်သွားမယ်မြန်လေးဘာသွားမလဲဆိုတော့တို့ခုနေ့ကဘာလုပ်ပြတာကဲနံပါတ်4စီးမြင်ဘာစီးမြင်နံပါတ်4အိတ်ချင်လိုက်တော့ကွာမင်းတို့တန်ကြဘာလဲစီးမြင်ဟေးတက်ကြွလေးလောက်ဆောင်နံပါတ်4စီးမြင်နံပါတ်4စီးမြင်မှာအပိုင်းကအပိုင်းခဆိုပြီးမရှိဘူးလားအပိုင်းကဘာလဲဝကြခွဲအပိုင်းခကအပိုင်းကဝကြခွဲတာဘယ်နှဝကြ18ဝကြနိယံနဲ့ကိုယ့်အကိုရှောက်ရှာဖွေမှတ်ပြီးတော့လားခွဲကြပြီးတော့ဟုတ်လားအဲ့ဒါလိုက်ခွဲနေတို့စီမြေဝါကြွတော့ကုန်မှာမဟုတ်ဘူးနော်ကဲအခုအပိုင်းခခွေကိုသွားမယ်ဝကြလဲမယ်ပြောတာခွဲတာနဲ့လဲတာနဲ့ခုတည်းပါတာနော်အင်မတန်များတယ်ကဲဝကြလဲမယ်တဲ့ဝကြလဲတာဘာလဲတာလဲခွဲမယ်လဲမယ်ခွဲတာက18ဝကြထွက်လာတယ်အဲ့ဒီမှာဝိထာရဝကြဆိုရင်သက်ဆိုင်ရာနိယံနေမြောင်များစွာရှိတယ်ဟုတ်လားအကျယ်ချက်တာဟုတ်မဟုတ်ဆုံးဖြတ်လို့ရအောင်ကဲထားအဲ့ဒါတွေကခွဲခဲ့ပြီးလို့မှတ်လိုက်တော့နော်ပိုင်တယ်မဟုတ်လားဟမ်ကခွဲ18ဝကြထွက်တယ်ဟုတ်လားခကလဲတာပါလဲလဲဒါနေလေကတုကနေကာမဝကြဟုတ်လားကာမကနေကတုဝကြကတုကနေဝ
ဟုတ်လားဘာဝကြနော်ကဲအဲ့ဒီလိုတွေလဲပြဟောနော်အေးအမြင်အပြည့်တော့သိလွယ်တာဗောမလွယ်ဘူးလားလွယ်တယ်ဝကြလဲဟုတ်ပြီကရှုပ်တာဘယ်နေရာတွေမှာရှုပ်တာလဲရှုပ်တဲ့ဟာတွေကဓာတ်တွေမှာရှိတယ်ဘူဓာတ်မရှိဘူးလားဘူဓာတ်တိဓာတ်ထာဓာတ်မရဓာတ်စသည်ဖြင့်ပေါ့နော်ဘူဘဝတိဘာကူဖြစ်တာလဲကိုယ်နဲ့ပတ်သက်လားအကမကဓာတ်ခေါ်တယ်ဘူဓာတ်ဟုတ်လားဘူဟောတိဘာကူဖြစ်တာလဲဆက်လို့မရကံရှိလားတိတယတိအဲ့ဘာကိုအိတ်တာကိုယ်နဲ့ဆက်လို့မရကံရှိလားထာတိဋ္ဌတိတီဤရဤကိုရက်တယ်ရှိလားကိုတီးတယ်ရှိလားမရတိသေဘာကိုသိရကိုဆက်လို့မရဘူးဟုတ်လားနော်သူတို့ဆက်လို့ရတာဘယ်လိုလဲဘဝတိဖြစ်ဤဘယ်သူဖြစ်တာလဲဘေခုဟုတ်လားဟောတိဖြစ်ဤဘေခုတယတိအိဘေခုတိဋ္ဌတိယဤဘေခုမရတိသေဤဘေခုဟုတ်လားအဲ့လိုဒီကတ်တာတော့မရှိဘူးလားကံတော့ရှိရလားမရှိဘူးမရှိတော့အဲ့ဒါတွေကဘာလဲအကမ္မကဓာတ်တွေဘာဓာတ်လဲအကမ္မကဓာတ်တွေအဲ့ပြောင်းလဲပုံကိုအရင်သိပြီးတော့မှကတ္တာနေကံပြောင်းလဲခိုင်းရမှာနော်ကဲဟုတ်ပြီအဲ့ဘူဟုတိတာဤလေးပြဗလာကံမရှိတဲ့၄ပါးတဲ့ကရလားမကပါဘူးမရတတ်တို့ဘာလို့လဲပါတာပဲနော်ကဲဟုတ်ပြီဒီတော့ကအကမ္မကတ္တအကမ္မကကနေကတ္တဟောနေကတ္တဟောပြောင်းလဲမှုကိုအရင်သိရမယ်ဟုတ်လားနော်ကံဟောနေကံဟောပြောင်းလဲမှုကိုသိရမယ်ဟုတ်ပြီအကမ္မကကနေကံရှိလာတဲ့ပြောင်းလဲမှုရှိတယ်နော်အကမ္မကမှာဘာဖြစ်လဲသကမ္မကခုနကအကမ္မကဆိုတာဘာလဲဘူမဟုတ်လားအဲ့ဒီဘူကမှာဘဝတိဖြစ်နော်ဘာဖြစ်တာလဲဓမ္မောတရားသည်ဘဝတိဖြစ်၏တရားဖြစ်နော်ဖြစ်တယ်နော်ဟုတ်ပြီအဲ့ဒါအဲ့ဒီဘူဟာတကမ္မကဖြစ်ခြင်းဘာလို့ရလဲဆိုရင်ကာရိဝကြပြောင်းပေးရတယ်ဘာလို့ပြမပေးရတဲ့စာရွက်တွေတွေ့လားစွတ်တော့ပြောနေတယ်အဲ့ဒါမညွှန်းမိဘူးနော်ဘာဝေတိဟုတ်လားဘာဝေတိကာရိဝကြပြောင်းပေးလိုက်ပြီဘဝတိဖြစ်ဤဩဘာဝေတိဖြစ်စေဤဘသူကဖြစ်စေတာလဲဘေခုဟုတ်လားခုနကဘဝတိမှာဘူဓာတ်ဘဝတိဖြစ်ဤဘာတိဖြစ်တာလဲတရားသည်ဘူဓာတ်ဓာတ်ရဲ့ကတ္တဘယ်သူလဲတရားဓမ္မောတရားသည်ဟုတ်လားဟုတ်ပြီနော်ကာရိဝကြပြောင်းတဲ့အခါကျရင်အဲ့ဒီသုဒ္ဓကတ္တဟာဘာဖြစ်တာလင်္ကာရေးရတယ်တွေ့လားတွေ့လားဟိုအောင်မှာကာရိကမ္မရှားတုံကသုဒ္ဓကတ္တသာလင်ဒီတွေ့လားကဲဟုတ်ပြီကဲကာရိဝကြဖြစ်သွားပြီဘာဝေတိသူ့ရဲ့ကံကိုရှာရင်အရင်ကဘာဖြစ်ခဲ့ဘူးလဲဓာတ်ကတ္တမဖြစ်ခဲ့ဘူးလားကာရိကံကိုရှာရင်ဘာဖြစ်ရကာရိကမ္မရှားတုံက
သုဒ္ဓကတ္တာသာလျင်ဒီသုဒ္ဓကတ္တာဆိုဓကတ္တာကိုပြောရနော်အဲ့တော့ဘာဖြစ်မလဲဓမ္မလို့ဖြစ်သွားဓမ္မောဘဝတိဟုတ်ပြီနော်ဟောဘေခုဓမ္မဘာဝေတိကာရိဝကြဖြစ်သွားတာနဲ့ဟုတ်လားအဲ့ဒီကရိယာဟာဘာလိုအပ်လာလဲကံလိုအပ်လာတယ်ကံလိုအပ်လာတော့တကမ္မကကရိယာဖြစ်မသွားဘူးလားဖြစ်သွားတယ်ကံရှိတဲ့ကရိယာကံပုပ္ပါမသင်လျော်မဲ့ကရိယာဖြစ်သွားတယ်သဘောပေါက်လားသူပင်ကိုကအကမ္မကကရိယာဟောကာရိုက်ပြောင်းဖြစ်ပြောင်းလိုက်တော့တာကမ္မကကရိယာဖြစ်သွားတယ်သဘောပေါက်လားပေါက်တယ်နော်ဒါအကမ္မကနေပြီးတော့တာကမ္မကကရိယာပြောင်းသွားပုံနော်တစ်ချက်ကဘာတဲ့လဲဒါကာရိုက်ဝကြလုံးလိုက်ရဟုတ်လားနော်နောက်တစ်ခုဒုက္ခံဘဝတိဒုက္ခချမ်းသာတိဘဝတိဖြစ်၏အဲ့ဘဝတိကိုခုနကတော့ကာရိုက်ပြောင်းလိုက်တယ်အခုကကာရိုက်မပြောင်းဘူးအနုဘဝတိဘုဒ္ဓကအနုနဲ့တွဲလိုက်ဘာအနဲ့ဟောရလဲလုံးလုံးပြောင်းမသွားဘူးလားပြောင်းပါဗျာအဲ့ဓာတ်နဲ့ပြောင်းသွားတာဘာလဲဒီအနုကဘာလုပ်လိုက်ပြောင်းပေးလိုက်ဓာတ်နဲ့ကိုထူးခြားအောင်လုပ်လိုက်တာဓာတုထဝိသေသကဥပတာရလို့ခေါ်တယ်ဟုတ်လားဘာဥပတာရလဲဓာတုထဝိသေသကဥပတာရအနုဘဝတိအနက်ပြီးတော့ခံစားဤဟာငကိုကဖြစ်တာဘာကိုဖြစ်တာမကိုပါရမလို့ခံစားရဆိုတော့ဘာကိုခံစားတာလဲကိုနဲ့ဆက်ဆက်လို့မရဘူးလားကိုဆိုတာဘာလဲကံဘုတ်ဟုတ်လားကဲဘာကိုခံစားတာလဲကဲဟုတ်ပြီနော်ဒုက္ခချမ်းသာကိုသဘောပေါက်ပြီလားဒုက္ခတာထတဲ့အောင်ဘာထတဲ့ရတယ်ဘေခုသာမဏေရောမနုဿောဒုနခောခောနောစသည်အကုန်ထရရဟုတ်လားဒါဆိုရင်သူသည်ဘာလဲဥပဒရာဘုံနဲ့ရှင်သွားလို့သူသည်ကာရိုက်နေပြည့်စီနဲ့ရှင်သွားလို့ဘာပြောင်းသွားလဲဘဝပြောင်းသွားတယ်ဟုတ်လားဘယ်ကနေအကမ္မကဝကြကနေပြီးတော့တာကမ္မကဝကြမပြောင်းသွားဘူးလားအကမ္မကဝကြတွေကနေပြီးတော့တာကမ္မကဝကြတွေပြောင်းသွားတယ်သဘောပေါက်လားအေးအခုရေးထားတာသဘောပေါက်လားအေးအဲ့တော့သဘောပေါက်ရင်ရပြီအာနန္ဒိဋ္ဌိတို့ဘာလို့ကိုယ့်ကိုယ်သဘောပေါက်တော့နော်မပြောတော့ဘူးပြောကြလို့လားလိုပါဘူးပါလေးတထူချအောင်ဆောင်းနေတာအာညောင်းအောင်လို့ကဲနောက်တစ်ခုတကမ္မကဆိုတဲ့ကံရှိလာပြီအ ਨੇ ဆုံးတော့တစ်ခုတော့မရှိဘူးလားရှိတယ်အဲ့ဒီတကမ္မကဧကကမ္မကဖြစ်လာပြီကံတစ်ခုရှိတဲ့ဝကြပေါ့သို့မဟုတ်ကံတစ်ခုရှိတဲ့ဓာတ်တွေဆိုတာရှိတယ်အဲဧကကမ္မကနေပြီးတော့ဒွိကမ္မကပြောင်းတာဟုတ်လားပုရိသောမဂ္ဂခေသတိခေသတိကမှုရဖယ်သွားတာခရီးသွားတာဟုတ်လားခရီးသွားတာနော်အဲ့ခရီးသွားတာကံဘယ်နှခုတစ်ခုတည်းသူ့ကံနှစ်ခုဖြစ်စေခြင်း
ကာရိုက်ဝကြပြောင်းလိုက်ခေသာပေတိဟုတ်လားခေသာပေတိခေသာပေတိပြောင်းပြီဆိုရင်သွားစီဤသွားတယ်ဆိုတာပဲကိုသွားမကဟောယတနာပါဒီစလုံးမကနော်နောက်စေဟာကာရိုက်ကံကိုရှာရင်ဘာကိုရှာမှာလဲသုဒ္ဓကတ္တကိုရှာဒီမှာသုဒ္ဓကတ္တမဟုတ်လားဒါဆိုလို့ရှိရင်ပါပုရိသကံဘဏ္ဍခုရှိပါလေပုရိသယောက်ျားကိုမက္ကလမ်းကိုခေသာပေတိသွားစီဘယ်သူသွားစီမလို့ကွာအိဋ္ဌိကွာရှုပ်တယ်ဟုတ်လားမိန်းမကယောက်ျားကိုခရီးကိုသွားစီဟုတ်လားမိန်းမကယောက်ျားကိုခရီးကိုသွားစီဘာဖြစ်သွားလဲဧကကမ္မကနေဒွိကမ္မကဘာလှုပ်လိုက်လို့ကာရိုက်ပစ္စည်းသက်လိုက်လို့ကာရိုက်ဝကြတီဆောက်လိုက်လို့ဟုတ်ပြီလားကာရိုက်ဝကြတီဆောက်လိုက်လို့သဘောပေါက်ပြီနော်ကဲအဲ့ဒီမှာကာရိုက်ကံကဘယ်သူတော့နာပေပစ္စည်းရဲ့ကံကာရိုက်ကံစေလို့ထွက်တယ်စေဤဘယ်သူကိုစေတာလဲယောက်ျားကိုဟုတ်လားကိစ္စသွားတယ်ဘယ်ကိုသွားတာလဲရံခရီးကိုသူသည်ကိစ္စဆိုတာဂမုဒ္ဓမလားဂမုဒ္ဓသွားခြင်းအနဲ့မရှိဘူးလားသူသည်ပါလဲဓာကသူသည်ကာရိုက်ကံဟုတ်လားတို့နိယံရရှိတယ်ကာရိုက်ကံမှာဒုတိယနဲ့တတိယသတ္တိသုံးလီဝိဘတတ္တုံလဟုကျမ်းမြတ်ဤသို့မိန့်တည်းအဲ့မှာလည်းရေးရပါတယ်ကာရိုက်ကံမှာဒုတိယနဲ့တတိယသတ္တိသုံးလီဝိဘတတ္တုံလဟုကျမ်းမြတ်ဤသို့မိန့်တည်းကဲကွာရေးလိုက်တဲ့လက်ရဟုတ်လို့တော့ရအောင်နော်ကာယကမှာဒုတိယနဲ့တတိယသတ္တိသုံးလီဝိဘတတ္တုံလဟုကျမ်းမြတ်ဤသို့မိန့်တည်းကာယကဆိုတာဘာလဲပုရိသတတိယဝိဘတက်လို့မရဘူးလားဟောပုရိသတသတ္တိဝိဘတက်လို့မရဘူးလားအိဋ္ဌိပုရိသမကံကိသပေတိအိဋ္ဌိပုရိသေနမကံကိသအိဋ္ဌိပုရိသသမကံကိသပေတိငါဟုတ်ဟောကဲဘာလဲတာဘာလဲဒွိကမ္မကကနေဧကကမ္မကကနေပြီးတော့ဒွိကမ္မကဖြစ်ပြောင်းတာပဲရှိသေးတယ်နော်ကဲဆက်ပြောင်းမယ်ပြောင်းနေဘယ်เจ้าရောက်လို့ရောက်မှမသိဘူးပေါ့နော်ဒွိကမ္မကတိကမ္မကဒွိကမ္မကမှာတိကမ္မကတို့ပြောင်းမယ်ဟုတ်လားဒွိကမ္မကဓာတ်တွေဆိုတာရှိတယ်ဒုဟဘာလဲလဲယာစရူဒိတပု္ပ္ပဒ
ဘိက္ခဒသာသဒဝဆဒတအုပ်စုဟုတ်လားနှစ်အုပ်စုကနေဒဝဟဒဟရဒသူတို့ကတအုပ်စုဘယ်နှအုပ်စုရှိနှစ်အုပ်စုဟမ်ဘိက္ခသာသဟုတ်လားဟိုမှာနောက်မှာခါထာလေးရှိရပြီတယ်တွေ့အောင်ပါနော်ဆက်သွားရင်တွေ့မယ်အခုဒါသိစရာမလို့ဒုဟာယာစာရူဒီပု္ပ္ပဘိက္ခသာသဝဆနေဝဟဟရအဲ့ဒါဘာလဲကံနှမျိုးပါရတဲ့ဓာတ်တွေဟုတ်လားဒုဟတိညစ်ဤဖာညစ်မှလည်းမသိဟုတ်လားဒုဟတိဖာညစ်လေခေရနှုတ်ဟုတ်လားခါဝီနွားမကိုဟုတ်လားဘယ်သူလဲကောပါလောဟုတ်ရေးစရာရှားတယ်နော်ကဲဒါဆိုရင်ဒီမှာတဝက်ကြရေးပြတော့မယ်နော်ကောပါလောခါဝိဝိကံပေါင်းမလားခေရဒုဟတိကံဘယ်နှခုရှိခါဝိနဲ့ခေရကတုလည်းပဲခုနတော့လို့ကာရိဝကြပြောင်းလိုက်ဒုဟတိကိုဒုဟာပေတိဘာပစ္စည်းတွေတက်လိုက်တာလဲတော်လိုက်လားဟောဒုဟေတိပဲဖြစ်မှာဗောနေပစ္စည်းဆိုနာပေပစ္စည်းဒုဟာပေတိဒုဟာပေတိဆိုတော့ဘာဖြစ်ပါကာရိုက်ညစ်စေဤဟုတ်လားညစ်စေဤဘာကိုညစ်စေမှာလဲခီရံဟုတ်လားကာဝိဟုတ်လားဒါတွေကဘာလဲဒုဟာဓာတ်ရဲ့ကံနေဟောစေးတာအစေခိုင်းခံရတာဘာလို့လဲခုနကဂောပါလာမို့လားဂောပါလံဟုတ်ပြီလားဘာသူကလဲပိုင်းရှင်ကဗောသာမိကောဟုတ်လားကာရိုက်ကမရှာတုံကသုဒ္ဓကတ္ထာသာလင်ဒီမှာတော့သူကတ္ထာမဖြစ်ဘူးလားသုဒ္ဓဝါကြတော့ကာရိုက်ဝါကြရောက်တဲ့အခါကျတော့သူဘာဖြစ်သွားဖြစ်မှာလဲကာရိုက်ကံဖြစ်မှာနော်ကာရိုက်ကမရှာတုံကသုဒ္ဓကတ္ထာတိပင်ဒီဟုတ်ပြီလားကဲကာရိုက်ကတ္ထာကဘယ်လိုဖြစ်သွားမလဲနောက်တစ်ယောက်တိုးလာတယ်ပိုင်းရှင်ကနွားကြောင်းသားကိုနွားမကိုနှုတ်ရည်ကိုမြစ်စေဤကံဘယ်နှလုံးထွက်လာဘယ်ကနေပြောင်းဒီကံမကကနေဒီကံမကသဘောပေါက်တယ်နော်ညောင်းအကမ္မကကနေသာကမ္မကဖြစ်ဖို့အတွက်အချက်ဘယ်နှချက်လို့လဲနှစ်ချက်တစ်ချက်ကကာရိဝကြကာရိကရိယာပြောင်းပြရမယ်တစ်ချက်ကဥပဒါရအနုဥပဒါရဘုရေပုံရဖြစ်ပေါ့နော်ဗုဒ္ဓကြတော့အနုဥပဒါရဘုတချို့အနုဥပဒါရဘုတွေကအနက်ကိုပြောင်းလဲစေတဲ့ဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်အဲ့လိုကံလိုအပ်တဲ့ပြောင်းလဲမှုမျိုးဖြစ်လာရင်ကံအလိုရှိလာဘောပေါက်တာဒါဆိုရင်အကမ္မကနေတကမ္မကပြောင်းဖို့အတွက်ဘယ်နှချက်ကာရိဝကြတိဆောက်လိုက်နော်
နောက်တစ်ချက်ကကရိယာကိုအနုဥပဒရာဘုံထည့်လိုက်မပြောင်းအောင်လားဟောဧကကမ္မကကနေပြီးတော့ဒွိကမ္မကပြောင်းတာဘယ်နှချက်တစ်ချက်တည်းကာရိဝကြပြောင်းရုံပဲဟုတ်လားဒွိကမ္မကကနေတိကမ္မကပြောင်းတာဘယ်နှချက်လဲတစ်ချက်ပဲကာရိဝကြပြောင်းတာပဲသဘောပေါက်ပြီလားဒါပါတယ်ကတ္တဟောကနေကတ္တဟောပဲရှိသေးတယ်နော်ကဲတို့အဓိကလောက်ရမှာပါတယ်လေကတ္တဟောနေကံဟောပြောင်းမယ်ကတ္တဟောကနေဘောဟောပြောင်းမယ်ဟုတ်လားကံဟောကနေဘောဟောပြောင်းမယ်သို့မဟုတ်ဘောဟောကနေကတ္တဟောပြန်ပြောင်းမယ်ကံဟောကနေကတ္တဟောပြန်ပြောင်းမယ်အဲ့ဒီလိုဗုဒ္ဓအဝုဒ္ဓပြောင်းတာကိုတို့ကပဓာနလောက်ရမှာနော်အခုဒီပြောင်းလဲမှုရပါလေဟမ်အကမ္မကကနေဒွိကမ္မကဒွိကမ္မကကနေပြီးတော့ဧကကမ္မကကနေဒွိကမ္မကဒွိကမ္မကကနေတိကမ္မကကတ္တုဝကြကနေကတ္တုဝကြပြောင်းတဲ့အဆင်းပဲရှိသေးတယ်ဒီလိုပြောင်းလဲမှုမှသိမထားရင်ဘာဖြစ်ဟမ်ရှောက်ကုန်ပါဗောဟုတ်လားနောက်တစ်ချက်ဒါကဘာဓာတ်နဲ့ဒုဟာဓာတ်ဟုတ်လားကရာသတ္တရာဇတိတောင်းကြီးတဲ့ဘာကိုတောင်းပါလဲဗတ္တဟုတ်လားဘသူကိုတောင်းပါလဲကျောင်းကိုမင်းလာတောင်းရင်တော့ဘိက္ခုံပေါ့ဟုတ်လားဘသူကတောင်းတာလဲရာဇကောတရောင်းစားရာဇကောဘိက္ခုံဗတ္တရာဇတိတရောင်းစားကယဟန်ကိုထမင်းကိုတောင်းဤကံဘယ်နှခုနှစ်ခုရာစေတိတောင်းစီဤဖြစ်သွားရင်ဒီရာဇကသည်ဘာဖြစ်သွားကာရိုက်ကဖြစ်သွားမယ်နော်ဒါဆိုပြောင်းထည့်လိုက်ပေါ့သူ့ဘယ်သူတောင်းခိုင်းလဲသူ့အမေတော်လဲ၎င်းသူ့အဖေတော်လည်းကောင်းဟုတ်လားဆရာတော်လည်းကောင်းတရားရောတော်ရှိမှာပေါ့ကဲထားလိုက်မာတာအမေသည်ရာစကံတရောင်းစားကိုဘိက္ခုံယဟန်ကိုဗတ္တံဓမင်းကိုရာစေတိတောင်းစီဤကံဘယ်နှမျိုးဖြစ်ပါတိကမ္မကမဖြစ်သွားဘူးလားဒီဓာတ်တွေဟာဒါဒွိကမ္မကဓာတ်တွေနော်အဲ့ဒါနဲ့သူတို့ကာလိုက်ပြောင်းလိုက်ရင်တိကမ္မကတွေ automatic ဖြစ်သွားတာကဲဆိုကြပါစို့ပုံစတိမေဤအကုန်လုံးလိုက်လို့ပြနော်ပုံစတိမေဤဘာကိုမေးတာလဲပြဿနာကိုပညာဟုတ်လားဘယ်သူကိုမေးတာလဲဘိက္ခုံလွယ်လွယ်ပဲထည့်လိုက်ထည့်ချင်တာထည့်လို့ရအာစရိယံဆရာကိုရရနော်ဘယ်သူကမေးတာလဲသာမဏေကသာမဏေရောသာမဏေရောသာမဏေသည်ဘိက္ခုံယဟန်ကိုပညာပြဿနာကိုပု္ပ္ပတိမေဤဒီပု္ပ္ပစာဓာတ်သည်ကံဘယ်နှမျိုးပိုင်လဲပု္ပ္ပစာပေတိဆိုရင်ဘယ်နှမျိုးပိုင်သွားမလဲပု္ပ္ပစာပေတိမေစေဤဟုတ်လားကဲဘသူကိုမေးစီမှာလဲအဲ့ဒီပထမဓာတ်ရကတ္တဖြစ်တဲ့သာမဏေရကကာရိုက်ကံဖြစ်မသွားဘူးလားသာမဏေရံဘိက္ခုံပညာပု္ပ္ပတိပု္ပ္ပစာပေတိသာမဏေရံသာမဏေကိုဘိက္ခုံယံကိုပညာပြဿနာကိုပု္ပ္ပစာပေတိမေးစေဤဘသူကမေးစီတာဒါယကောဒါယကာကပေါ့ဆောင်းကန်သွားရင်လည်းဖြစ်ဖြစ်ဟုတ်လားဒါယကောဒါယကာသည်သာမဏေရံသာမဏေကိုဘိက္ခုံယံကိုပု္ပ္ပစာပေတိပညာပြဿနာကိုပု္ပ္ပစာပေတိမေးစေ၏
ဒွိကမကနေဘာဖြစ်သွားအေကိုဟောဒီရင်သိတော့လေဟုတ်လားဖိခတိတောင်းဤဖိခမေတိတောင်းစေဤသာတတိဆုံးမဤသာသပေတိဆုံးမစေဤဝဆတိပြောဤဟုတ်လားဝါစာမေတိပြောစေဤဒီဘနော်နေတိနယပေတိနိဒတွေ့ဘူးရရှိအောင်ပြောလိုက်ဟုတ်လားနိဒစာရေးကအများကြီးရေးမျက်စိရှုပ်တယ်နော်နိဒနယတိဒါလည်းဆောင်းဤဟုတ်လားဟာဘယ်ကိုဆောင်းတာလဲကာမံရွာတို့ဘာကိုဆောင်းတာလဲအဇံစိတ်ကိုဆွဲခေါ်သွားတာပြောတာနော်ဘယ်သူလဲအဇပါလောစိတ်ကြောင်းသားအဇပါလောစိတ်ကြောင်းသားသည်အဇံစိတ်ကုန်ကာမံရွာတဲ့သူနေတိဆောင်းဤဝါခေါ်ဝါဤဟုတ်လားကဲအဲ့မှာဏိဒအပစ္စည်းနီးဤကိုအေးကိုအရာပြလိုက်တော့နယတိမဖြစ်ဘူးလားဖြစ်တယ်နယတိဆောင်ဤနယပေတိဆောင်စေဤကာယဝကြပြောင်းလိုက်ပြီဟုတ်လားကဲကာယဝကြပြောင်းလိုက်ပြီနယပေတိဆောင်စေဤကာရိုက်ကံကဘယ်သူဖြစ်သွားမလဲအဇပါလပြန်ဖြစ်သွားမယ်အဇပါလဘယ်သူကဆောင်ခိုင်းမှာတာမိကောပိုင်ရှင်စိတ်ပိုင်ရှင်ကသူကဇဗ္ဗလာဆိုစိတ်ကြောင်းသားပဲရှိသေးတယ်စည်ရင်ကနော်သူစိတ်ပိုင်ရှင်ရှိသေးတယ်တာမိကောပိုင်ရှင်ကအဇဗ္ဗလာစိတ်ကြောင်းသားကိုအဇံစိတ်ကိုကာမံရွာသို့နယပေတိဆောင်စေ၏မပြင်တော့ဘူးနော်ဟောမှသွားပြီးတော့နယပေတိကိုယ့်ဟာကိုယ်နဲ့ကိုမှန်သားနဲ့ကိုယ်ကသိပြီးတော့ဟုတ်လားဒီဘက်ကသုဒ္ဓဟိုဘက်ကကာရိုက်ဆိုတာဒါသွားရင်းနေကြာမှာဆိုလို့နော်ကဲအဲ့ဒါသိရမယ်ဝဟာတိဆောင်ဤဝဟာပေတိဆောင်စေဟရတိဆောင်ဤဟရပေတိအဲ့ဒွိကမကနေဘာဖြစ်သွားမလဲတိကမကဖြစ်သွားတယ်နော်အေးဒါဆိုရင်အဲ့ဒီပြောင်းလဲမှုတွေသဘောပေါက်ပြီပေါ့ဟုတ်လားအဲ့ဒီမှာနောက်မှာဟိုဘက်မှာနားလဲအောင်အရာကြက်ထားဗျာကြက်ထားမှာဟာတော့ကြက်မှာပဲသမဏ3ကိုကြည့်လိုက်ဟုတ်လားတွေ့လား3ရဲ့အစဆုံးဒုဟယာစအဲ့မှာယာဓဖြစ်နေတယ်စလုံးပြင်တာနော်ဒုဟယာစရူဒိပု္ပ္ပဘိက္ခတာတဝစာတယောနိဝဟာဟရမာတိစဥပယေတေဒွိကမကဒုဟဒယာစဒရူဒိဒပု္ပ္ပဒဘိက္ခဒတာတဒဝစာတယောဆိုတာဝဆအစရှိကုန်သောဓာတ်တို့၎င်းဒါတအုပ်စုပြီးသွားပြီနော်နောက်နိဝဟာဟရမာတိစနိဝဟာဟရအာဒီနော်နိဒဝဟဒဟရဒအစရှိသောဓာတ်တို့၎င်းဥပယေနှမျိုးကုန်သောဝါနှအုပ်စုကုန်သောတေထိုဒုဟာတိကဏိကဓာတ်နယာတိကဏိကဓာတ်နယာတိကိုပု္ပ္ပဇ္ဇနိအာတိမောလားဒုဟာတိကဏိကဓာတ်နယာတိကဏိကဓာတ်တို့သည်ဒွိကမကကံနှမျိုးရှိကုန်သောဓာတ်တို့သည်သဘောပေါက်တယ်နော်ကံနှမျိုးရှိတဲ့ဓာတ်အဲ့တော့သေချာမှတ်ထားရလိမ့်မယ်ဟုတ်လားဒုဟယာစရူတိပု္ပ္ပဘိက္ခတာသဝစာတယောနိဝဟာဟရမာတိစဥပယေတေဒွိကမကကဲဟုတ်ပြီဒါကတ္တဝကြပဲရှိသေးတယ်နော်ကံဟောဝကြပြောင်းရတော့မယ်ဆိုရင်သူတို့ရဲ့ဟောတဲ့ကံမဟောတဲ့ကံတွေရှိတယ်ဟုတ်လားဟောတဲ့ကံမဟောတဲ့ကံအပဒါနံဒုဟာဒီနံနယာဒီနံဒုပဒါနကံဒုဟာဒီနံဒုဟာဒီကဏိကဓာတ်တို့ဤ
နော်ဓာတုအားအပရဏံအပရဏကံကိုဟုတ်တံဟောဤဒါလိုလဲနော်နေယတိနံနိယစာရှိကုန်သောဓာတုအားဓာတုဤပရဏကံပရဏကံပရဏကံကိုဟုတ်တံဟောဤတူလားတူနော်အပရဏဒုဟာတိဂဏိကဓာတ်တွေကဘာကိုဟောလဲအပရဏကံကိုဟောတယ်ဟုတ်ပြီလားနေယတိဂဏိကဓာတ်တွေကဘာကိုဟောလဲပဓာနာကံကိုဟောတယ်အဲ့လောက်လေးသိထားရင်ရပြီဟုတ်ပြီလားရပြီကာရိဒါနတက္ကကမ္မဟောတာကမ္မန္တိမနယတိကာရိဒါနကာရိုက်တုဝါကာရိုက်တုဤဝါကာရိုက်တုသည်တက္ကံမိမိကမ္မကံကိုဟုတ်တံဟောဤဣတိဤသို့မနတယေမနတယေမနယတေဆိုတာမင်းညတေနဲ့အတူတူပဲဟုတ်လားမနတရပစ္စည်းအဲ့နှစ်ယောက်ညပြုလိုက်ရင်ညဖြုတ်ရမင်းညတေပဲနော်တိအဤကဲဒါဆိုလို့ရှိရင်ဘာဖြစ်လဲကာရိုက်ဝကြမှာနော်ကာရိုက်ဝကြလှုပ်လိုက်တဲ့အခါကျရင်အဲ့ကာရိုက်ပစ္စည်းတွေဟာဘာကိုဟောပါလဲမိမိကာရိုက်ကံကိုဟောရတယ်ဟောရတယ်ဆိုတာဘာလဲဟုတ်တာကံဖြစ်သွားတယ်သူရဲ့ကာရိုက်ကံကဟုတ်တာကံဖြစ်သွားတယ်ဟုတ်လားဒုဟဓာတ်တွေရဲ့ဟုတ်တာကံကဘာတူလဲဟမ်အပဒါနာကံနေယတိဂဏိကဓာတ်တို့ရဲ့ဟုတ်တာကံကပဒါနာကံကာရိတယုတ်တဓာတ်တွေရဲ့ကံကဟုတ်တာကံကကာရိုက်ကံသဘောပေါက်တယ်နော်ဟုတ်ပြီနော်ဒုဟာရိဂဏိကဓာတ်တွေရဲ့ဟုတ်တာကံဘာလဲအပရဏကံနေယတိဂဏိကဓာတ်တွေရဲ့ဟုတ်တာကံကဟုတ်ပြီလားကာရိတယုတ်တဓာတ်တွေရဲ့ဟုတ်တာကံကကာရိုက်ကံဟုတ်ပြီလားအဲ့ဒီလိုသိသွားစေခြင်းလို့ဒါအကျမ်းမြင့်အရင်ပြေးပြတာဟုတ်လားပြေးပြနေတာပြေးပြနေအမှန်တကယ်ကဟုတ်တာကအာဟုတ်တာကလောက်တယ်ဆိုတဲ့အင်္ဂါရက်တွေကလည်းတို့ကငကိုးတွေကသိကျင့်ထားမှရတာဟုတ်လားကဲဟုတ်ပြီပုရိသောမေဃခေစတိတဘာဝကြကတ္တဟောဝကြဟုတ်ပြီနော်ခေစတိဘာဓာတ်လဲကမုဒ္ဒဘာပစ္စည်းအာပစ္စည်းဘာဝိဘပိုင်လိုက်တာနော်ဟုတ်ပြီအဲ့တော့ကမိသံတော်သသောဝသဗ္ဗတုတို့ဖြင့်နောက်အပစ္စည်းကြောင့်သို့မဟုတ်တိဘကြောင့်ကမုဒ္ဒတစ်ခုလုံးကိုကမုဒ္ဒရဲ့အဆုံးအမကိုသစပြုတရကိန်းတဲ့သစကိုအာကလိုက်တော့ခေစတိဟာတတိချာချာနော်ဘယ်သူမှစိတ်မရှိဘူးဗျခေစတိဟုတ်လားခေစတိကံဟောဝကြပြောင်းမယ်သိပါပြီနော်ကမုဒ္ဒကံဟောဆိုတော့ဘာပစ္စည်းဖြစ်တာဘောကံဟောဝိဘကတိလားတေလားတေဝိဘကမှုယတေဘာဝိဘဘာပစ္စည်းအကြောင်းပဲဖြစ်ကမှုရဲ့အဆုံးမှုကတော့ဆဆပဲဟုတ်လားရပစ္စည်းရှိနေတယ်ရပစ္စည်းရှိရင်ဘယ်တော့ကယောနာကမောဝါငါပဲပြောလိုက်တော့မယ်ရေဘောကံဝရပစ္စည်းကြောင့်
ဧဝနာဂမောဒါ၏ဆုံး၌ဧဝံလာခြင်းသည်ဟောတိဖြစ်ဧဝံလာရင်ခေဤလာဧဝံပဲလာတာပါဧဝံဤလာခြင်းဧဝံဆိုတာဘာနဲ့ပေါ့ပြောဤနဲ့ဤခေစီယတိသို့မဟုတ်ခေစီယတိစမ်းကြလို့အဲ့ဒါဆိုဘာဖြစ်သွားလဲတိတ်ပိုင်တာနော်မပိုင်ဘူးလားပိုင်တယ်ကံဟောကရိယာသူကံကမေကဘာလိမ့်လဲကတ္တာကပုရိသဘာလိမ့်လဲမကကဘာလိမ့်ပုံးလိမ့်ဟုတ်လားပုံးလိမ့်ကိစ္စရတိတဲ့နော်ကံဟောဖြစ်သွားပြီဟုတ်လားလင်္ကာလေးတွေရသေးလားဟောရပထမမဟောကတ္တတတိယဟုတ်လားဟောရပထမမှန်စွာအမြဲချင်းကတ္တပဲဖြစ်ဖြစ်ကံပဲဖြစ်ဖြစ်ဗုဒ္ဓဆိုရင်အားရတယ်ပထမဟုတ်လားအာဟုဒ္ဓကတ္တအာဟုဒ္ဓဟုတ်လားကံအာဟုဒ္ဓကတ္တဆိုရင်တတိယအာဟုဒ္ဓကံဆိုရင်ဒုတိယဟောရပထမမှန်စွာမြဲခြင်းမဟောကတ္တတတိယကမ္မာဒုတိနဲ့နော်ကဲဟုတ်ပြီကိစ္စယတိသွားအိဘာကရိယာကံဟောကရိယာကံဟောကရိယာဆိုတော့ဘာဟောမှလဲသူကဒုက္ခံကပါမကဘယ်လိုဖြစ်သွားမလဲပထမဝိပဿနာရမယ်ဟောရပထမသေဝိပဿပုံးလိမ်မှုလို့ဩပြုခွင့်ရှိတယ်ဩမကောမေခါဖြစ်နေမှာနော်မကောဟုတ်လားကဲသူ့ရဲ့ကတ္တာသူကကတ္တာဟောမလားဟာဟောမလားမဟောဘူးမဟောကတ္တာနာဝိပဿဧနာပြုပုရိသေနာမကောကိစ္စယတိဟုတ်လားဟောရပထမဒါလေးတော့သိရမှာနော်မဟောကတ္တတတိယဘာလျှောက်ဆိုလဲမဟောကတ္တတတိယကမ္မာဒုတိနဲ့ဟုတ်ပါပြီလားဟုတ်လားဆိုကြပါစို့ပုံစံလေးကနာဒိဋ္ဌဝေကေနစီလွယ်နဲ့တော့မရဟုတ်လားပုရိသောမကကိစ္စတိလောက်လာမေးမှာမဟုတ်ဘူးနော်နာဘိက္ခုကေနစီဟာပဲโอเคနာစီနော်နာဘိခွေကေနာစီတပိတဝပိဋ္ဌပါဒနိဟာရကေနဥမတံကမိတောတဲ့မြင့်သွားလားမသိဘူးနော်ဒါရများလုံးအကြည့်မပြောသေးဘူးပြောရင်ရှုပ်မယ်နော်ကဲသစ္စာယတိတရဇိသစ္စာယတိတရဇိဘယ်လိုလဲသာမဏေရောသိခုရောက်သွားရင်စာမကျက်တော့ဘူးခွာအိမ်နေလားဟုတ်လားကိုရင်ပဲကျက်မှာ
သာမဏေရောကိုရင်ဒီသစ္စာယတိတရစေဤကိုရင်ဘာလို့လဲစာကြက်တယ်ဟုတ်လားခန္ဓာကျမ်းဂန်ကိုသစ္စာယတိတရစေဤသာမဏေရောကိုရင်ဒီခန္ဓာကျမ်းဂန်ကိုကျမ်းစာကိုသစ္စာယတိတရစေဤဒါမှမဟုတ်ရင်ပါဠိပါဠိကိုသစ္စာယတိတရစေဤဟုတ်ပြီလားကဲကြိုက်တယ်လို့နော်သစ္စာယတိတံဘုဗ္ဗစေတဘာဖြစ်စီလဲသစ္စာယတိဟမ်ငါဟုတ်လားဟမ်ဟုတ်လားမင်းပစ္စည်းရပါပစ္စည်းဒီပါရီရပစ္စည်းကဟုတ်ပါဗျာလောက်ထက်လိုက်အောင်မယ်နော်မှတ်လည်းမှတ်ထားအောင်ပြောင်းပြေးအောင်ပါဆိုရပစ္စည်းတိဝိပဟုတ်လားစေစိန္ဒယံဉာဏ်စီခြင်းနဲ့၌ဝတ္တတိရှိရပစ္စည်းဇေကနေဇာဖြစ်သွားအောင်ဘာဖြစ်ဟမ်ဟုတ်ဒီလို့အောင်မဟုတ်လားအေးရပစ္စည်းကြောင့်ဟုတ်ဒီလို့လို့ရလားအဲ့ဒါကိုမှတ်ထားအောင်မယ်ပြောတာဟုတ်လားဘာပစ္စည်းဒီဘယ်ဝိကင်ခေယဝဏိအန္တကဇောယထာနဲ့တွေ့ပြီနော်အပစ္စည်းဟုတ်လားအညေတုဇာသောဖြင့်ဇေဤကိုဟုတ်ဒီပြုရင်အေးဖြစ်နေဟုတ်ဒီပြုလို့ရပါဟုတ်လားနောက်ဘာလို့ကာရိုက်ကဲ့သို့မဲ့ဟုတ်လားဒါမို့ရင်တေအဝါယကာရိတေတုတ်ဖြင့်ဘာလို့တေတောဩအေတို့သည်ဩကိုအာဝအေကိုအာကွာညံ့တာအာယဟုတ်လားဩအေတို့ဘာလို့အာဝါယအာဝပြုအာယပြုတယ်ဒီမှာအေးဘာလို့မှာတော့အာယပြုတံဇာယတိဟုတ်လားနောက်ကစာဝဲစာပြီးနောက်တော့သာဒနာရဲ့နေကေကိုဟုတ်ပါဘူးခဘာလို့ဟမ်စာခွဲလို့အောင်လေဘာလို့တန်နေကေကိုခြေပြီးတော့ဒီနေရာမှာကြောက်ဘာလို့ရလဲဆိုတော့ဒေးပေါ်ရောက်တယ်သစ္စာယတိဟုတ်လားသစ္စာယတိဘာလို့တာလဲတန်ပြင်းဌာနစာကြံစီတာဟုတ်လားပြင်းဌာနကြံစီနေတာနော်တရစေနေတာသစ္စာယတိတရစေဤဟုတ်ပြီနော်တရစေဤဘာဥတရစေရလဲကန္ထံကျမ်းကသို့မဟုတ်ပါဠိဟုတ်ပြီသူ့ကိုဘာလို့ရမှာတော့ကံပြင်ရမယ်လေကာတိုင်းမဟုတ်တော့ဘူးအခုကံရောက်ကံပြင်နေပြီဘယ်လိုပြင်မလဲမရဘူးလားသစ္စာယိတဘောတရဇေအိဟုတ်လားတ
ဘာဝတရဇမှာလဲကန္ထပါဠိဘလူကတရဇမှာလဲတာမဏေရသူသည်ကံဟောကရိယာလားကတ္တဟောကရိယာလားသူရဲ့ကံကဘာတော့ကန္ထပါလိမ့်လဲနှပုံးလေးကံထောလို့မဖြစ်ဘူးကံထံပဲဟုတ်လားပါဠိပါလိမ့်လဲဟာပါဠိကနှပုံးလိမ့်လားဟောဒုက္ခပဲပုံးလိမ့်လားပါဠိယံပါဠိတော်၌ဟုတ်တယ်ဆိုအဲ့ယံဘာဖြစ်လို့ဖြစ်လားအဲ့ဒီကုန်လည်းမလို့ယံပြုလို့ရတာဗောဟုတ်လားကပ္ပတော်သမိန်ယံဝါဆိုတာလေခါအမိမဲ့တာဘယ်လိမ်မမဲ့တာဘယ်လိမ်မမဲ့တာဩဟုတ်လားပါအမိမဲ့တာဘယ်လိမ်မမဲ့တာတေဒီခြာပေါ့ပါရနောက်မှာသမိန်ဘကိုယံပြုတာပါဠိယံဖြစ်တယ်လေဟုတ်လားအဲ့တော့ပါဠိကဘာလိမ်လဲအဲ့ဒီလေဆိုဘာဖြစ်မှာလဲပါလိမ်ဖြစ်မှာလားပါဠိပါဠိလားပါလိမ်လားပါဠိလားဟမ်အဲ့ဒီလေရဲ့နောက်မှာမင်းအိဋ္ဌိတွေ့လားတိဝန္တတဲ့ဘာဖြစ်လဲဘာလို့လာလဲခြေတယ်ရတ္တိတိဝန္တတဲ့ဘာလို့လဲအာတော့ဟုတ်လားပါဠိကဘာကာရဏဧကာရဏအဋ္ဌိယဧကာရဏရတ္တိယဧကာရဏဒါရတ္တာရိကံဧကာရဏအဋ္ဌိလေပါဠိဟုတ်လားပါဠိကဘာဖြစ်တော့ပါဠိပဲဖြစ်တာဘာပြောင်းမှာဘာပြောင်းမှာသူကကတ္တဟောမလားဟောလို့ပဲဟောမလားမဟောတော့သာမဏေရေနာကံထံသစ္စာယိဟောဒီမှာကနှပုံးလိမ်အာဆိုလို့ရှိရင်ဟောနောက်ပြန်ကြည့်ရသူလည်းပဲဘာပဲရှိရမှာနှပုံးလိမ်ဘာပဲရှိရမှာနော်ဘာဖြစ်သစ္စာယိတပ္ပံဟုတ်လားအပြည့်စုံနောက်တော့ပြန်ကြည့်ရတယ်ဟုတ်လားသူဒီကံဟောမလားကံဟောကရိယာမဟုတ်လားကံနဲ့သူနဲ့ကဘာဖြစ်ရမှာလဲဒါကိတ်ကရိယာနော်ကိတ်ကရိယာဆိုတာနာနဲ့မှစင်းမဝင်ဘူးလားဝင်တယ်သူဆိုရင်သူကပထမဝိဘနှပုံးလိမ်ဆိုသူလည်းပထမဝိဘသူကပထမဝိဘနှပုံးလိမ်ဆိုသူလည်းပထမဝိဘနှပုံးလိမ်သူကပထမဝိဘအဋ္ဌိလိမ်ဆိုသူလည်းပထမဝိဘအဋ္ဌိလိမ်ကဲဘယ်လိုဖြစ်မလဲသစ္စာယိတပါတပ်ပြီလို့မဟုတ်ဘူးနော်တပ်ပါကရဆိုလို့ရှိရင်သာမဏေရဏကံထံသစ္စာယိတပ်ပါသာမဏေရဏပါဠိသစ္စာယိတပ်ပါဘာလို့လဲကံဟောဝကြပြင်တာဟုတ်လားပြောင်းတာဝကြလဲတာဟုတ်လားအဲ့လိုလဲခိုင်းမှာအဲ့လိုလဲတတ်ရင်မရနော်အဲ့လောက်တော့ရသေးတယ်မဟုတ်လားကဲနောက်တော့ဆက်ရအောင်မယ်နောက်နေ့ကြရင်ဟုတ်ပြီလားကဲနောက်တော့ဆက်ရအောင်နောက်နေ့မှသွားကြစို့ဟာဒီနေ့လည်းနိုင်မကြည့်မိရအောင်ဟုတ်ပြီလားကဲအချိန်တွေကလွန်တယ်ကဲဒိဋ္ဌံရစို့နော်ဗုဒ္ဓသာသနာစိရံဒိဋ္ဌတုဗုဒ္ဓသာသနာစိရံဒိဋ္ဌတုဗုဒ္ဓသာသနာစိရံဒိဋ္ဌတုသာဓုသာဓုသာဓု